မင်္ဂလာညချမ်းလေးပါခင်ဗျာဒီကနေ့ညတင်ဆက်ပေးမယ်ဇလန်းလေးကတော့စာရေးသူရွှေဘဝင်ရေးသားထားတဲ့အဖြူရောင်ကလေးစားဆိုတဲ့အချင်းနဲ့တောတွင်းစုံသားကမ်းများပါဝင်တဲ့ဇလန်းလေးရဲ့အပိုင်းတစ်ကိုပြောပြတင်ဆက်ပေးမှာပဲဖြစ်ပါတယ်ခင်ဗျာနားဆင်ခံစားပေးကြပါဦးခင်ဗျာနမ်းမြိုင်ဟိုတယ်ကြီးမှာကျွဲဝချမ်းသာတဲ့ဒနာရှင်မိသားစုနှစ်ခု၏ခမ်းနားလာတဲ့မင်္ဂလာပွဲကြီးတစ်ခုကိုရွှေစိန်ဗရံများကြားမှာတော့အယောင်တလက်လက်နဲ့ပကာသနာရောင်စုံတွေကလင်းထိန်လိုနေပါလေသတို့သမီးဖခင်ဦးခွန်လျံစောမိခင်ဒေါ်နန်းကလျာမြိုင်တို့၏တအူးတဲ့သောသမီးစောနန်းချူလူလူနှင့်ဗရံများတွင်ပိုင်ရှင်ကြီးဦးဆိုင်ခမ်းမောင်ဒေါ်စောတတိလှိုင်တို့၏ဒုတိယမြောက်သားငယ်နောင်လွင်ထူးတို့၏မင်္ဂလာပွဲပင်ဖြစ်ပါလေသတို့သမီးနှင့်သတို့သားမှာချစ်သူများမဟုတ်ကြတော့လေနှစ်ဖက်မိဘများ၏ဂုံပကသနာအောက်မှာတင့်တယ်လှပတဲ့ဘဝတစ်ခုကိုကျင့်တဲ့စွာခံယူထားကြသူများပါစောနန်းချူလူလူမှာဆရာဝန်တဦးဖြစ်ပေမဲ့နောင်လွင်ထူးမှာတော့10 တန်းပင်မအောင်ပါမိဘစီးပွားရေးကိုဦးဆောင်ပြီးတော့လောက်ကင်နေသူအကိုဖြစ်သူနောင်မင်းထူးကတော့မြန်မာနိုင်ငံရဲတပ်ဖွဲ့မှာဒူရဲအုပ်တဦးဖြစ်ကာဤနယ်မြေမှာတာဝန်ကျနေသူပါနမ်းမြိုင်ဟိုတယ်ကြီးကိုပိုင်ဆိုင်ထားတဲ့ဦးခွန်လျံစောတယောက်ကတော့သူ၏ပကာသနာအောင်ပွဲကြီးကိုဂုဏ်ယူစွာကြည့်ပြီးတော့ပီတိဖြစ်နေသေးပါတယ်မင်္ဂလာပွဲကြီးမှာပြီးဆုံးသွားပြီဖြစ်ခြင်းကြောင့်သတို့သမီးနဲ့သတို့သားအတွက်ဝယ်ယူပေးထားတဲ့တိုက်ကြီးစီတို့ပြန်ရန်ဟိုတယ်ရှေ့မှာတော့သိန်းထောင်ချီတန်တဲ့ကားသုံးစီရက်လို့ထားပါတယ်ရှေ့ဆုံးကားမှာတော့နှစ်ဖက်မိဘများလိုက်ပါပြီးတော့အလဲမသတို့သမီးနဲ့သတို့သားကားပါနောက်ဆုံးမှာတော့သတို့သားရဲ့အကိုဖြစ်သူလူရဲအုပ်နောင်မင်းထူးနဲ့တငယ်ချင်းတွေလိုက်ပါလာကြမှာဖြစ်ပါတယ်ရှေ့ဆုံးမကားကစတင်ပြီးတော့ထွက်တာနဲ့သတို့သားသတို့သမီးကားပါလိုက်ပါထွက်ခဲ့ပါတယ်နောက်ဆုံးကားမှာတော့လူမဆုံသေးတာကြောင့်ချက်ချင်းထွက်ပြီးတော့မလိုက်နိုင်သေးပါမင်းဆိုင်းထူအောင်မဟုတ်ပါလားကွာဟုတ်ပါတယ်ဆရာဆိုင်းထူအောင်ဒီကိုလာကန်ဒီဝမ်းနေသွားနေလို့သူ့ကိုစားကျွန်တော်မောင်းပေးရတာပါနောင်လင်ထူးအမေးစကားကိုတော့ကားမောင်းပေးနေတဲ့လူကအေးအေးဆေးဆေးဖြေကကားကိုဂယုတဆိုင်မောင်းနေပါလေချူစိတ်ထဲမှာကျင်းနေရလားကျင်းနေပါတယ်ကိုနောင်ရေဒါပေမဲ့လူတွေကြားမှာအခန့်နေပြရတော့စိတ်ကိုမွန်းကျက်နေတာပဲအခုမှပဲအသားဟောဝါရှူရတော့တယ်ဒီလောက်တော့ရှိမှာပေါ့ချူရေနှစ်ဖက်မိဘတွေကတကယ်ထိတ်တန်းတတိတွေဆိုတော့မျက်နှာလွှဲလို့မကောင်းဘူးလေဩဒါနဲ့ချူဟန်နီမွန်ခီအတွက်ဘယ်ကိုသွားမယ်လို့စဉ်းစားထားလေကိုသဘောကတော့ပြည်ပကိုသွားခြင်းတယ်ချူကတော့ကိုပြည်တွင်းကိုပဲသဘောကျတယ်ချူသဘောပဲလေဥစ္စာရဏပြည့်စုံတဲ့သူများဖြစ်တာကြောင့်လက်ညှိုးညွှန်ရာအားလုံးဖြစ်နေကြပါလေကိုတို့အတွက်ဝယ်ထားတဲ့အိမ်ကိုရောချူသဘောကျရဲ့လားနိုင်ငံခြားဒီဇိုင်းဆောက်ထားတာချူရဲ့သဘောကျပါတယ်ကိုနောင်သတို့သားသတို့သမီးတို့ဤကားလေးမှာတောင်ပေါ်လမ်းကလေးတိုင်းမောင်းလို့လာနေကြပါလေကောက်တတိထားပြီးတော့မောင်းတော့ဒီလမ်းတွေကကျွန်တော်မောင်းနေကြပါဆရာအခုချိန်မှာငါတို့အတွက်ကားဆက်ရက်တန်တော့မကြုံကြဘူးစိတ်ချပါဆရာတို့ကလမ်းမှာဆက်ရက်မဲ့ကားအမျိုးအစားမှမဟုတ်တာအဝေးစီမှာတောင်တန်းကြီးတွေနဲ့တိမ်ပြပြတွေကချူမောပဲပကြီးကားတစ်ချက်လိုပါလူရဲအုပ်နောင်မင်းထူးတို့လိုက်ပါလာတဲ့ကားကလေးမှာရှေ့ကားနှစ်စီးနဲ့တော်တော်လေးအလန့်ဝင်းနေသေးပါတယ်ကားကိုတော့လူရဲအုပ်နောင်မင်းထူး၏တပည့်ဖြစ်သူတက်ချက်ကြီးဆရာနိုင်တော်မောင်းလို့နေပါတယ်လူရဲအုပ်နောင်မင်းထူးဟန်းဖုံးမှာဖုံးခေါ်တန်းကြောင့်ဖြုတ်ယူပြီးတော့နားထောင်လိုက်ရာဟယ်လိုပြောပါလူရဲအုပ်နောင်မင်းထူးပါဟင်ဒရိုင်ဘာဆိုင်းထူအောင်ကိုတောဆက်မှာဒဏ်ရာတွေနဲ့တွေ့ရတယ်ဟုတ်လားဒါဆိုကားမောင်းတဲ့သူကလူရဲအုပ်နောင်မင်းထူးသဘောပေါက်သွားပြီးတော့ဆရာနိုင်တော့ကားဆက်ကိုမြင့်ပြီးတော့ရှေ့ရကောင်အမိလိုက်တော့
ဟုတ်ကဲ့ဆရာတောင်ပေါ်လန်းဖြစ်ခြင်းကြောင့်ကားကိုစိတ်ထင်ထားရင်မောင်းရည်မရတာကြောင့်သတိနဲ့အမြန်မောင်းပြီးတော့လိုက်လာခဲ့ပါတော့တယ်အဝေးမှသတို့သားနဲ့သတို့သမီးတို့ဤကားကိုလှမ်းပြီးတော့တွေ့နေရပါပြီကားနောက်ကြီးမှန်ထဲမှာနောက်ကိုလှမ်းပြီးတော့ကြည့်လိုက်ရာနောက်မှကားမှာစက်ရှိန်မြင့်ပြီးတော့မောင်းလာတာကိုသိလိုက်ရတာကြောင့်ပတ်ဝန်းကျင်အခြေအနေကိုတစ်ချက်လေးလာလိုက်ပြီးတော့ဟာမင်းဘာလုပ်တာလဲနှစ်ယောက်လုံးကိုယ့်အသက်ကိုနှက်မျောရင်ခပတ်ပတ်ပြီးတော့ငြိမ်ငြိမ်လေးလိုက်ခဲ့ကြဘေးဘက်မှာကြောက်ကြီးတွေကမရဏပြည်ကိုပို့ဆောင်ဖို့စောင့်နေတယ်ကိုနောက်ချူကားလေးမှာတော့ဘေးခုံးစင်းအတိုင်းဆင်းလာခဲ့ပါတယ်မောင်းသွားသောနေရာမှာတောအုပ်ကြီးတစ်ခုဖြစ်နေပြီမြဲကုန်းမြင့်ကြီးမှမောင်းပြီးတော့ဆင်းလာတာကြောင့်အရှိန်မှပြင်းလာပါတယ်စောနန်းချူလူလူမှာတော့မျက်လုံးကိုစုံမိတ်ပြီးတော့လိုက်ပါလာပါတယ်ကားဆက်ရှိန်ကိုတက်လို့မလွယ်နိုင်တဲ့နေရာဖြစ်တယ်လို့ကားကိုရပ်ဖို့ဆိုတာလည်းမဖြစ်နိုင်ပါကားမောင်းသူမှာတော့တောဆန်ထားကိုရောက်တဲ့အထိကားဆက်ရှိန်ကိုလျှော့ပြီးတော့မောင်းနေပြီမြဲဂုံစင်းကြီးလည်းဖြစ်တာကြောင့်ကားမှအမြန်မောင်းနေတယ်လို့ဖြစ်လို့နေပါတယ်ကားကောင်းကိုတော့တပင်ကြီးတပင်စီတို့ဥတီပေးလိုက်ပြီးတော့ကားဘရိတ်နဲ့ချိန်ကိုက်ကဝင်တိုင်းလိုက်ပါတယ်ဒါဟာလေကားမောင်းကျွမ်းကျင်မှသာဖြစ်နိုင်ပါမယ်မကျွမ်းကျင်မှာကကားပေါ်မှာပါလာသူတွေအတွက်စဉ်းစားလို့တောင်မရနိုင်ပါကဲကားပေါ်ကဆင်းကြကျုပ်လူမတက်ချင်ဘူးမင်းပြန်ပေးဆွဲတာလားငွေဘယ်တော့ယူခြင်းလဲပြောငွေတွေတိတ်ပေါ်နေတဲ့သူတွေစီကငွေမထောင်းချင်ဘူးစကားပြောဖို့လည်းအချိန်တိတ်မရှိဘူးတနထရကြီးစံအပြင်ကိုမထွက်ချင်ဘူးစင်းမသာဆင်းလိုက်အခုချိန်မှာစကားတွေတိတ်ပြီးတော့ပြောလို့မကောင်းနောင်လွင်ထူးနေစောနန်းချိုးလူလူတို့မှာကားပေါ်မှာအောက်သို့ဆင်းပေးလိုက်တာနဲ့နောင်လွင်ထူးဆက်ကိုတော့တနတ်တင်ဖြစ်ရိုက်ချလိုက်ကမြေပြင်မှာတိတ်လိုက်ပါလေမင်းတို့သားကြီးတို့စိတ်မကောင်းဖြစ်မနေတဲ့သူသမီးမင်းကိုဘွားဆင်မြန်းထားတဲ့ပစ္စည်းအလုံးကိုချွတ်လိုက်ရှင်စိတ်နေပဒံများတွေကိုပြောနေတာချူလူလူမှထိုလူပြောတဲ့အတိုင်းတခုမှကြံချုပ်ဖေးလိုက်တာနဲ့ကျုပ်ယူဖို့ချုပ်ခိုင်းနေတာမဟုတ်ဘူးမြင်နေရတာမျက်စိချင်းလို့ကားပေါ်သာပြစ်တင်လိုက်ပြီးရင်မင်းရဲ့ဒေါင်းမြေဖနက်ကိုချွတ်ထားခဲ့ဒီဖနက်နဲ့ဒီဒေါ်လန့်ကိုဘလို့မှသွားလို့မရဘူးရှင်ကျမကိုခေါ်သွားမလို့လားတိတ်ပြီးတော့တေးချတဲ့စကားပဲမလိုက်ချင်နေခဲလို့ရတယ်ဒါပေမဲ့အသက်ရှင်ရနေတော့မဟုတ်ဘူးသွားမယ်ချူလူလူလက်ကိုအတင်းဆွဲပြီးတော့တောထဲသို့ဝင်ခဲ့ကြပါတယ်ချူလူလူမှာစုပ်ကင်ထားတဲ့လက်ကိုယုံမိမယ်တစ်ဖက်လက်ထဲမှာယုံထွက်လို့မရပါနောက်ကျသွားပြီလူရဲအုံနောင်မင်းထူတို့သပင်ကြီးနေတိုက်ထားသောကားစီတို့ရောက်တော့ကောင်းမောင်းသူနဲ့သတို့သမီးတို့အရေးအကြောင်းပင်မတွေ့ရတော့ပါမြေပြင်မှာမင်းနေတဲ့နောင်လွင်ထူးဖို့သာတွေးရပြီးတော့လှုံနှိုးလိုက်ရပါတယ်နော်နော်ချူရောဟုတ်ကောင်းရောမင်းပြောတဲ့သူတွေတယောက်မှမရှိတော့ဘူးဟာကွာမင်းတို့လိုက်လီဘာလုပ်နေတာလဲကွာနောက်ဒီတော်တဲ့ကိုလမ်းမကျွမ်းကျင်ပဲဝင်ရင်ဘေးတွေ့သွားမှာပေါ့ကွာဒါဆိုမင်းတို့ကဆက်ပြီးတော့မလိုက်တော့ဘူးလားချူတော့ရေတိတ်နစ်ပါပြီကွာနောက်ငါတို့လောက်ရမယ့်အလုပ်ကိုငါတို့ဆက်ပြီးတော့လုပ်မှာပါဒီအတွက်မင်းဘာမှမစိုးရိမ်နဲ့မပူလို့ဖြစ်မလားကွာချူကပါသွားတာတော်တဲ့သို့လိုက်သွားတယ်တက်ကြက်ကြီးနိုင်တော်နဲ့အဖွဲဝင်များတော်ထဲမှပြန်ထွက်လာပြီးတော့ဆရာနောင်ကြီးခြေရတော့ပြောသလောက်ဖြစ်သွားပြီတောင်းနေပြီးတော့ရှာမရပြီဆရာနိုင်တော်လမ်းပြမုတ်ဆိုးတယောက်ကိုအမြန်ရှာပြကျွန်တော်တို့အချိန်မီလိုက်ရအောင်လူကြီးတဲ့စီကိုအကျိုးအကြောင်းတင်ပြပြီးတော့ခွင့်ပြုချက်တောင်းရမယ်ဟုတ်ကဲ့ဆရာနောင်ကားပေါ်မှာဘာတွေထူးခြားထားတာတွေ့လဲသူတို့သမီးရေသနာပစ္စည်းတွေနဲ့ဖက်နှက်တရံတော့တွေ့ရဆရာဒါချူးရဲ့လက်ဝဲရေသနာတွေလူရဲအုံမင်းနောက်မှာရေသနာများကိုကြည့်ပြီးတော့မှတ်ချက်တစ်ခုချလိုက်ပါတယ်အခုဖြစ်စဉ်ဟာပြန်ပေးဆွဲတာမဟုတ်ဘူးသူတို့သမီးကိုရည်ရွယ်ချက်တစ်ခုနဲ့ခေါ်ဆောင်သွားတာပြန်ပေးဆွဲတဲ့သူဆိုရင်
ဒီလက်ဝေဒနာတွေကိုမဖြစ်မနေယူမှာပဲယေဒနာတွေရဲ့တန်ဖိုးကလည်းမနေဘူးနောက်မင်းဒီကရဲဘော်တအူးနဲ့ပြန်ပြီးတော့လိုက်သွားတော့နောင်မင်းထူတောင်းနေပြီးတော့ရှာဖွေရန်အတွက်အထက်၏ညွှန်ကြားချက်ကိုတောင်းခံရင်းနဲ့သတို့သမီးစောနန်းချူလူလူကိုခေါ်ဆောင်သွားသူပေါ်မှာလေးလေးနက်နက်တွန်းနေမိပါတယ်ခေါ်ဆောင်သွားတဲ့လူသည်ကားကိုကျွမ်းကျင်စွာမောင်းတတ်သူဖြစ်ပြီးတော့ဒီတော်ကြီးနဲ့ရင်းနှီးကျွမ်းဝင်သူဖြစ်မည်ဆိုတာပါသဘောပေါက်လိုက်ပါတော့တယ်ကျမဆက်ပြီးတော့မလျှောက်နိုင်တော့ဘူးတော်ကြံခီးကိုမနာတန်းလျှောက်လာရတာကြောင့်ချူလူလူလိုမြကတိပါပေါ်နင်းနေတဲ့ခြေဖွားနုနုလေးတွေဟာခံနိုင်ရင်မရှိတော့ပါမင်းမလျှောက်နိုင်လဲလျှောက်ရမှာပဲရှင်လူစိတ်ကင်းမဲလာကြည်လားတက်ချင်တက်တော့ဆက်ပြီးတော့မလျှောက်ဘူးချူလူလူတယောက်ကတော့မြေပြင်ပေါ်မှာထိုင်ပြီးတော့ငိုချလိုက်ပါတော့တယ်ဘက်နဲ့တောထဲမှာငိုနေရတာလေငါကမချော့တတ်ဘူးနော်ရှင်ကဘယ်သူမှမချော်ခိုင်းဘူးခြေထောက်တွေအရမ်းလာလို့ငိုနေတာကောင်းပြီမင်းကို15မိနစ်နားခွင့်ပေးမယ်ဒီထက်တော့နားခွင့်မရဘူးရေးစားတယ်ဒီတော့ထဲမှာတထေးတကြွတွေတောက်တဲ့ရေမျိုးတော့မရှိဘူးရော့ငါတောက်တဲ့ရေဘူးတော့ပါတယ်ရှင်တောက်ပြီးတော့ယွန့်တယ်မတောက်ဘူးတထေးတွေကတော့တောထဲရောက်တာမာနကရှိနေသေးတာဟုတ်မတောက်ချင်လဲမင်းသဘောပဲချူလူလူရှိမှစစ်သုံးရေဘူးလေးကိုဖွင့်ပြီးတော့တောက်ပြတော့ရေစာတာကပို့ပြီးတော့ဆာလာဘာတော့တည်းပေးတောက်မယ်အခုလိုသဘောထားပြောင်းမှာပေါ့ကွာမင်းသိထားမှာမင်းအခုသွားနေတဲ့လမ်းဟာမင်းလျှောက်ခဲ့ဘူးတဲ့ပန်းခင်းလမ်းတော့မဟုတ်ဘူးငါတထေးသမီးဆိုတဲ့အစွဲကြီးကဒီတော်ကြီးထဲမှာအသုံးမဝင်ရှင်ကျမကိုဘာလို့ဖို့ခေါ်လာတာလဲမင်းကိုအလှကြည့်ဖို့ခေါ်လာတာရှင်စကားကိုအတီးပြောပါခက်နေပြန်ပြီတကယ်ပြောတာအမိတိတ်လာတဲ့မင်းကိုတောဆောင်နှစ်သမီးလေးဖြစ်ခန့်အပ်ခြင်းလို့ခေါ်လာတာကဲဒေါ်စောနန်းချူလူလူသွားကြရအောင်ချူလူလူ၏ခြေထောက်နာခြင်းမူလေးတွေကတက်တာလာတာကြောင့်ပြန်ပြီးတော့ထရက်ကရှင်ကျမလက်ကိုကိုင်းစရာမလိုဘူးသိပြီးတော့နူးညံ့လာတဲ့မင်းလက်ကလေးကိုစုပ်ကိုင်းတာအရသာတူးနေတယ်လို့မထင်နဲ့မလွဲတာလို့ဆွဲခေါ်နေရတယ်ချူလူလူမှတော့ထိုလူဆွဲခေါ်ပါသူတိုက်ပါခဲ့ရပြန်ပါတယ်ရှင်အနိုင်ကျင့်နိုင်တော့အနိုင်ကျင့်ထားအောင်ပေါ့မင်းခင်မိုးလောင်းကြီးနဲ့မင်းခဲကိုဒီရဲအုပ်ကြီးအားကိုနဲ့ပြောနေရလားကျုပ်ဆိုတဲ့ကောင်ကဒါတွေကိုရင်ဆိုင်ဖို့ဝင်မလို့မင်းကိုခေါ်လာတာပဲအမိထိုလူမျက်နှာနဲ့ပုံပန်းသဏ္ဍာန်ကိုချူလူလူသတိထားပြီးတော့စောင့်ကြည့်မိလိုက်ပါတယ်ထိုလူပုံစံမှာလူတွေကိုမထီမဲ့မြင်ပြုလုပ်တတ်တဲ့မျက်နှာပိုက်ရှင်ပါဒါပေမဲ့သူ့ရဲ့လက်တွေဟာလူဆိုးလူချမ်းတယောက်လိုတော့ကြမ်းတမ်းခြင်းမရှိပါမျက်လုံးနှာတန်းပါးစပ်တို့မှာလူချောလူဖြောင်တအူးပါခန္ဓာကိုယ်အချိုးအစားမှာယောက်ျားပီတာတွေလူတယောက်အသွင်သဏ္ဍာန်မျိုးရှိလို့နေပါတယ်ရှင်ဘယ်အထိခေါ်သွားမှလဲငါခေါ်သွားမယ့်နေရာမင်းကိုပြောပြရင်လေမင်းကတိမှမဟုတ်ပဲဒီကုံခံပြီးတော့မေးမနေနဲ့ခေါ်ရမယ့်တာဝန်ကငါတာဝန်ဒါရမှာမင်းအလုပ်ပဲရှင်အခုလုပ်နေတာရာဇဝတ်မှုဆိုတာတော့သိမှာပေါ့ဥပဒေနဲ့ချင်းချောက်တာလားငါ့ကိုဖမ်းပြီးတဲ့အခါကျရင်တော့မင်းပြောတဲ့ရာဇဝတ်မှုဆိုတာဖြစ်မှာပေါ့ကွာဖမ်းမမိသေးကတော့သိပြီးတော့ကြည်နူးစရာကောင်းတဲ့ကစားကွက်လေးတစ်ခုပေါ့ချူလူလူစိတ်ထဲမှာသူ့ကိုဖမ်းလာတဲ့လူဒီငွေလဲမမတ်လက်ဝတ်ရတနာပစ္စည်းများလည်းမမတ်ပြီးတဲ့အခါမှာတော့လူကိုလည်းတိတ်ပြီးတော့မမောသောပုံစံမပေါ်ပါထို့လူသည်စိတ်တစဝေဒနာရှင်တအူးလီလာမသိပါချူလူလူမှာသူ့ကိုယ်သူပြန်ပြီးတော့တတိထားမိတာလေးတစ်ခုရှိပါတယ်ထို့အရာကတော့ထိုလူရဲ့နောက်ကိုလိုက်ပါနေရသောသူမမှာကြောက်စိတ်များနဲ့ထိတ်လန့်ခြောက်ခြားမှုများနေပါလာသလိုထင်မိပါတယ်တအူးနဲ့တအူးအခုမှစတင်ပြီးတော့တွေးကြပြီမဲ့သိပြီးတော့ဒစိမ့်ဆန်လာတဲ့ခံစားမှုမျိုးမရှိပါဘာကြောင့်လဲဆိုတာကိုတော့အဖြေရှာလို့မရပါရှေတော်လန်းအစင်းက
ကြောက်ကမ်းပါတစ်ခုကိုဆင်းရမှာငါလက်ကိုမလွတ်စေနဲ့ရှင်မအပြောကောင်းရှင်လက်ကိုကျမကကင်ထားတာမဟုတ်ဘူးရှင်ကသာအတင်းအားထမှကင်ထားတာမင်းပြောသလိုအားထမစကားနားခါတယ်ကိစ္စမရှိပါဘူးမင်းထင်ကျင်သလိုပဲထင်တော့ချူလူလူမှတော့ဆင်းရမယ့်ကြောက်ကမ်းပါကြီးကိုကြည့်ပြီးတော့ရှင်ဘတ်ပေါ်လက်ဖြင့်ဖိမိသွားပါတယ်တကယ်ကိုကြောင်းနဲ့ကြီးတစ်ခုပါဒီအောက်ကိုဘယ်လိုလုပ်ပြီးတော့ဆင်းမလဲရှင်တေချောင်းကြံနေရလားတာကြီးဘော်ကဂရီပါခင်းထားတဲ့လေကားအတိုင်းပဲဆင်းမှုကြတာဆိုတော့ဒီလောက်ကြောက်ကလေးကိုတွေးပြတ်တာပေါ့ငါအတွက်တော့ကလေးဘွားကစော်ကစားတာလောက်ပဲရှိတယ်ငါလက်မောင်းအားပြုပြီးတော့လိုက်ခဲ့ဆင်းပြီချူလူလူမှာသူမလက်နှစ်ဖက်လုံးကိုသူ့လက်မောင်းကိုကြောကြောင်းနဲ့စုပ်ကန်ပြီးတော့ဆင့်ခဲ့ရပါတယ်ညနာပေါ်မှာထိတ်လန့်မှုကြောင့်ချွေးစားတွေတောင်စီးကြလို့နေပါတယ်ထို့လူကတော့သူပြောသလိုပင်စော်ကစားနေသလားမှတ်ရပါတယ်ဘာမှမဖြစ်သလိုပါကြောက်ကမ်းပါးကြီးအောက်ကိုတော့တော်တော်ကြောင်ဆင်းပြီးမှရောက်တော့ချောင်းငယ်လေးတစ်ခုကိုတွေ့လာရပါတယ်ရေတွေမှာကြည်စိမ့်ပြီးတော့ရေအောင်မှရောင်စုံငါးလေးတွေတောင်မြင်နေရပါတယ်မင်းကိုလက်တန့်စင်ချင်းစေးကြော်လီတောက်တော့မတောက်နဲ့ချူလူလူကိုပေါ်မှာသတို့သမီးဝစ်စုံကြီးကြောင့်သကိုယ်လုံးအိုက်ဆက်ကလှောင်ထားသလိုဖြစ်နေပြီးတော့ချုပ်ဖြစ်လိုက်ဖို့လည်းမလွယ်ပါချောင်းရည်နဲ့မျက်နှာလေးကိုတစ်တော်မှနည်းနည်းလေးတက်တာသလိုခံစားလိုက်ရပါတယ်ချောင်းကလေးနဲ့တောတောင်အလားတရားကရှင်ကိုအမောတော်ပြေစီခဲ့ပါတယ်လူရဲကိုနောင်မင်းထူးတို့တက်ဖွဲ့ဝင်ကြီးလမ်းပြမိုးစိုးတအုပ်နှင့်တောနှင်းပြီးတော့လိုက်ခဲ့ကြသည်မှာညနေပင်စောင်းနေလေပါပြီအခုထိတော့တဲလွန်စာချီယာကိုမတွေ့ရသေးပါမိုးစိုးကြီးကျုပ်တို့လိုက်နေတဲ့လမ်းရောဟုတ်ရဲ့လားကျွန်တော်တော့စဉ်းစားနေရစီဟာဒီတောင်ဟာအဝင်လမ်းကနှစ်လမ်းပဲရှိတာတလမ်းကမြောက်ဘက်ကိုသွားတဲ့လမ်းလေဒီလမ်းကသွားရင်နေဆက်ဘက်ကိုရောက်တယ်လမ်းမှာတပုံတွေမှောင်ခိုကောင်းနေနဲ့အန်ရရော့ကြည့်တယ်နောက်တလမ်းကတော့ကျွန်တော်တို့ကိုသွားနေတဲ့လမ်းပဲဆရာဒီလမ်းအဆုံးပါရောဒီလမ်းဆုံးပါတော့ရွာကလေးပါတရွာနဲ့တရွာအဝေးကြီးပဲဒီကိုချောင်းကနေသွားဖို့ကတော့မလွယ်တော့ဘူးချောင်းအနှိမ့်အမြင့်နေများတယ်ရေတကွန်တွေလည်းရှိတယ်သွားမယ်ဆိုရင်တော့ကုန်းလန်းကပဲသွားကြတာဒါတော့မှအနည်းဆုံး10ရက်ခီးလောက်သွားမှရောက်တာလူရဲကိုနောင်မင်းထူးတို့အတွက်ရွေးချယ်ရခတ်တဲ့အခြေအနေကိုရောက်လာနေပါတယ်ဒီလူနေဆက်လမ်းဘက်ကိုတော့မထွက်နိုင်ဘူးဘာလို့လဲဆိုတော့ဒီလမ်းကြောင်းတစ်လျှောက်မှာငိမ့်ချိုင်းတက်တရားတာဝန်ယူထားတာထွက်ခဲ့ရင်လေသူတို့စီကနေအကူအညီတောင်းလို့ရတယ်အကြောင်းကြားလိုက်ုံပဲကျုပ်တို့စဉ်းစားရမှာဒီချောင်းရဲ့အရှိအနောက်ပြီးပဲဖတိဒီချောင်းထီကိုဆက်ပြီးတော့သွားမယ်ဆရာဘာများလဲဆရာနိုင်တော့ဒီမှာရင်တို့ပန်းလေးသတို့သမီးရင်ဘတ်ပါအလှဆင်ထိုးထားတဲ့နှင်းစီပန်းကလေးတစ်ပွင့်ဟာပန်းအစ်စ်တော်မဟုတ်ပါဂတိဘာသာလေးကိုရွှေနားကုတ်ပြီးတော့လှုပ်ထားတဲ့နှင်းစီပန်းကလေးဖြစ်ပါတယ်တေချသွားပြီကျုပ်တို့ရွေးချယ်တဲ့လမ်းကမှန်နေဆက်ပြီးတော့လိုက်ကြမယ်မမောင်ခင်မှာတဲလွန်စားရအောင်တော့ဆက်ပြီးလိုက်ကြရမှာပဲသတို့သမီးကိုခေါ်ဆောင်သွားသူမှာတောကျွမ်းသူပြီးတော့သူတို့ထက်အချိန်ပိုရသူဖြစ်ခြင်းကြောင့်မိအောင်လိုက်ဖို့မလွယ်ကူပေမဲ့နောက်ဆုံးနေရာကိုသိဖို့အတွက်ဆက်ပြီးတော့ခြေရကောက်ကြရမှာဖြစ်တယ်ခရီးဆက်ထွက်ကြမယ်လူရဲကိုနောင်မင်းထူမှာသူ့ရဲဘော်တွေကိုအမိန်ပေးလိုက်ပြီးတော့သတို့သမီးကြကျင်ခဲ့တဲ့နှင်းစီရင်တိုးလေးလမ်းစာတိုင်းဆက်ပြီးတော့လိုက်လာခဲ့ကြပါတယ်ဆရာနောင်အခုပြစ်စင်ပေါ်မှာဘလို့သုံးတယ်လဲတက်ကြက်ကြီးနိုင်သောအမေးစကားကိုတော့ချက်ချင်းအပြေမပေးသေးပဲနောင်မင်းထုကိစ္စတစ်ခုပေါ်မှာလေးလေးနက်နက်စဉ်းစားလို့နေပါတယ်လူ3ယောက်ပေါ်မှာမူတည်ပြီးတော့စဉ်းစားရမယ့်ကိစ္စပဲဆရာနိုင်တော့လူ3ယောက်ဆိုတာဘယ်သူတွေလဲဆရာနောင်
စောနန်းချူလူလူဖခင်ဦးခွန်လျံစောဒုတိယကကျွန်တော်ညီနောင်လင်ထူးတတိယလူကတော့စောနန်းချူလူလူပဲခေါ်ဆောင်သွားတဲ့လူစုဟာငွေကြေးလိုချင်လို့ခေါ်ဆောင်သွားတာမဟုတ်ဘဲနဲ့ပုဂ္ဂိုလ်ရေးကိစ္စမှာအခြေခံပြီးတော့ခေါ်ဆောင်သွားဖို့ကရာဂိုင်နှုန်းများတယ်နောက်တစ်ခုထည့်ပြီးတော့စဉ်းစားရမှာတော့တစုံတစ်ယောက်ကငွေကြေးနဲ့ခိုင်းတာလည်းဖြစ်နိုင်တယ်ဒီအချက်ကတော့အားနေပါလေကြေးစားတစ်ယောက်ဆိုရင်တော့တစ္ဆာရှိတဲ့ကြေးစားတစ်ယောက်ပဲဖြစ်မယ်သူရမယ်ငွေကြေးကလွဲပြီးတော့တခြားငွေကြေးနဲ့ပစ္စည်းတွေပေါ်မှာစိတ်ဝင်စားဖို့မရှိတာကသိချပါတယ်ဆေးအောင်မေးအောင်မေးဥခွန်လျံစောဟာတချိန်ကတဘုံတက်ဖွဲ့တစ်ခုရဲ့ခေါင်းဆောင်ဆိုတဘုံဆိုတာကျုပ်တို့အမြင်ပါသူတို့ကတော့ရှမ်းပြည်နယ်တော်လှန်ရေးသမားလို့ခံယူထားတာအစိုးရနဲ့ငြိမ်းချမ်းယူပြီးတော့အသွင်ပြောင်းသွားပြီလေချမ်းသာတာကတော့ဒိတ်ဒိတ်ကျဲပဲဆရာနောင်ရဲ့မိဘတွေနဲ့ရန်တို့ရည်တူပဲနော်ဆရာနောင်ကတော့လေးစားပါလေမိဘတွေဒီလောက်ချမ်းသာတာတော့မြန်မာနိုင်ငံရဲတပ်ဖွဲ့တွေကိုဝင်ခဲ့တယ်ဒါကတော့မွေးရပါပေးစားပဲကိုတိုင်ကဝါသနာပါတာရေမိဘချမ်းသာတာဟာကိုနဲ့ထိုက်မှာဆန်ရတာပါဗျာမိဘတွေစီကတကယ်ရလိုက်တဲ့ပညာမွေကိုပဲမှတ်မောတာဆရာနောက်ညီကတော့စီးပွားရေးသမားပဲပြီးတော့တက်ချက်ကြီးနိုင်တော့စကားမဆက်ပဲနဲ့ရက်ထားလိုက်တာကြောင့်ဆက်ပြောလိဗျာလောင်းကစားလုပ်တယ်မိမရှုပ်ပွေတာလို့ပြောမလို့မဟုတ်လားကျွန်တော်နဲ့ဒီကောင်ကညီကိုအရင်သာဖြစ်တာပင်ကိုစရိုက်ကြတော့ကွာတယ်စောနန်းချူလူလူလို့မိမမျိုးရတာဒီကောင်းအတွက်ကံကောင်းတာဗျမိဘတွေအရှိန်အဝါနဲ့ချမ်းသာမှုကြောင့်ရတယ်လို့ပဲမြင်တယ်စောနန်းချူလူလူအလားကတော့ဒီနေ့တစ်ခွင်မှာပြိုင်ပကင်းတော်ဆရာနောင်ဒါကြောင့်လေကျွန်တော်ညီခုလိုပါသွားတာကိုအယူတစ်ပိုင်းဖြစ်နေတာပေါ့ညနေခင်းကိုဖျက်ကျော်လာတာကြောင့်တော်ကြီးထဲမှာမှောင်စားပြုတ်ပြီးတော့ဓမီတွေကိုအသုံးပြုနေရပါတယ်ခရီးဆက်ပြီးသွားလို့ကောင်းပါမလားဗျဆရာကြီးအရှိမ6ကန်းပါကိုဆင်းရမယ်ဆိုတော့အန်တရများမယ်ကျွန်တော်သဘောကတော့မနေ့မှပဲဆက်ပြီးတော့သွားစီခြင်းနဲ့ဆရာနောင်မင်းတို့6ကန်းပါအောက်ကိုကြည့်တော့အမှောင်တို့ကလွဲပြီးတော့ဘာမှမမြင်ရတယ်လို့စင်းမဲ့ဆိုရင်လေသူ့ရဲဘော်တွေအတွက်အန်တရမလွဲမသွေကြုံနိုင်တာကြောင့်ဒီမှာညရဲ့စကန်ချမယ်မနေ့အလင်းရောက်မှဆက်ပြီးတော့လိုက်မယ်ဆရာနိုင်တော့ဆက်သွယ်ရေးဆရာလိုက်ဦးနောက်ကျောင်းသတင်းပို့ခိုင်းလိုက်ဟုတ်ကဲ့ဆရာ6ကန်းပါပေါ်မှာညရဲ့စကန်ချဖို့ပြင်ဆင်နေစားတော့ဖို့အတွက်ပါလောက်ကန်ရရပါတယ်တယောက်ကိုတယောက်တော့တက်တက်ခွဲခွဲတောင်မမြင်ရသလိုလေတစ်ချက်ဝှေ့ရင်ကြောထဲမှာစိတ်ပြီးတော့အေးလာပါတယ်မင်းချမ်းနေပြီလားဟုတ်တယ်ဘယ်ဝကြွေးတွေကြောင့်ခံနေရလဲမသိပါဘူးထင်းလေးပါလိချပြီးတော့မီးလေးဖို့ပါလားမင်းချမ်းနေတာကိုကြည့်ကောင်းလို့ကြည့်နေတာတော့မဟုတ်ပါဘူးအလင်းအောင်ပြလို့မဖြစ်လို့ပါခဏလောက်တော့တီးခံပေးပါမင်းသိပ်ပြီးတော့ချမ်းနေရင်ငါဟင်းကြီးကိုထပ်ပြီးတော့ဝတ်ထားလိုက်ဖြော့မဝတ်ဘူးမင်းတို့လူတန်းစားတွေကကိုပေါ်မှာရွှေလောင်းထားတာဆိုတော့ဘယ်ဝတ်မလဲကွာငါကလည်းလူစိတ်မရှိဘူးလို့ထင်ပြီးတော့ဆွဆွဲခံရမှာဆိုလို့သာပြောရတာပါမဝတ်ချင်တာကတော့မင်းသဘောပဲရှင်ကျမကိုဘာရည်ရွယ်ချက်နဲ့ဖမ်းလာတာလဲတမိုင်းကြောင်တစ်ခုကြောင့်လို့ပဲသိထားပါအနက်အထိပ်ပဲကိုတော့မရှင်းကျင်သေးဘူးချူလူလူချောင်းဘက်ကိုကြည့်လိုက်တော့တေကလေးတစ်စီးကိုမှုံဝါးဝါတွေးလိုက်ရပါတယ်တစ်ဖက်မှာဂျိုးကူအတန်မျိုးလေးပြလိုက်တာနဲ့ထိုလူပြန်ပြီးတော့အတန်ပြလိုက်ပါတယ်ဂျိုးကြနီငါတို့ဒီမှာအိုက်ကောလာသာလာရတယ်မင်းဒီနေရာကိုရောက်မှရောက်ပါမလားဆိုပြီးတော့စိတ်ပူနေတာသွားကြမယ်ကဲအမိသွားကြရအောင်ချူလူလူအမှောင်ထဲမှာလမ်းမလျှောက်တက်တယ်လို့ဖြစ်နေတာကြောင့်လက်ကိုဆွဲပြီးတော့ခေါ်လာကလှေပေါ်သူ့ကိုဆွဲတင်နေပါတယ်လှေပေါ်ကိုရောက်မှအေးတန်ကပို့ပြီးတော့ကဲလာတယ်လို့ချမ်းုံနေမကတုံရင်ခါနေပါတော့တည်း
မင်းသိပ်ပြီးတော့ဒုက္ခတရားတွေကြင့်မနေနဲ့အိုက်ကောမင်းကောဘွားဆောင်ပေးလိုက်ကွာချူလူလူဒီတခါတော့မငင်းနိုင်တော့ပါတောင်ကြားတော်ကြားချောင်းပေါ်မှာဒီအတိုင်းဆက်ပြီးလိုက်သွားရင်တော့တွေးကြောတွေပင်ခဲသွားနိုင်ပါလေအိုက်ကောဆိုသူထံမှဆောင်ကြီးကိုခြုံလိုက်တော့မှပဲရွေးထွေးသွားပါတော့တယ်ချူလူလူမျက်လုံးကိုအတက်နိုင်ဆုံးဖွင့်ပြီးတော့နေပေမဲ့တနေ့လုံးတောထဲမှာပြေးလွှားခဲ့ရတဲ့ပင်ပန်းမှုတွေကြောင့်ကိုယ်တွေလက်တွေကိုက်ခဲပြီးတော့လှေပေါ်မှာခွေခွေကလေးအိပ်ပျော်လို့သွားပါတယ်တအူဒီသောသမီးဘွားနှင့်တိုးကလေးတစ်ကောင်လုံးနေခဲ့ရတဲ့ချူလူလူအခုလိုခီးချမ်းတံကိုခံနိုင်ရင်မရှိတာကြောင့်နေမကောင်းကျင်သလိုဖြစ်လို့လာပါတယ်မင်းကိုယ်တွေပူနေပြီအိုက်ကောကန်းကိုကတ်ကွာဆက်ပြီးတော့သွားလို့မရတော့ဘူးလေမာဆက်မပြတ်တိုက်ခိုက်နေတာကြောင့်ချူလူလူအေးအေးတံကိုတော့ဆက်ပြီးတော့ခံနိုင်ရင်မရှိတော့ပါချူလူလူသူတို့ပြောနေတဲ့စကားတွေကိုပဲကြားနေရပြီးတော့မျက်လုံးမှဘလုံးမှဖွင့်လို့မရတော့ပါသတိမလစ်ရုံတမယ်ပဲအားကိုတင်းထားရပါတယ်တေကလေးကန်းကိုကတ်သွားပြီးတော့ချူလူလူကိုလေးကလေထဲရောက်သွားတယ်လို့ပြီးတဲ့အခါမှာတော့ချင်းခွင်တစ်ခုထဲမှာလိုက်ပါတော့ပါတယ်ချူလူလူဘလုံးမှရုံးနိုင်စွမ်းမရှိတော့ပါဂျိုးကြနီဆိုသူ၏လက်ထဲမှာကျိုးပြတ်သွားတဲ့ရုပ်သေးရုပ်ကလေးလိုလိုက်ပါသွားရပါတော့တယ်အနန်းတဲကိုသွားမယ်မင်းဓမီထိုးပြီးတော့ရှေ့ရသွားအိုက်ကောကုန်းမြင့်တစ်ခုပေါ်ကိုတက်ခဲ့ပြီးတော့တိတ်မကြပါတဲရင်ကလေးတင်ရှိသူရောက်ခဲ့ကြပါတယ်အနန်းအနန်းဟေးဘသူလေးလဲဂျိုးကြနီနဲ့အိုက်ကောပါဟဲဒီနှကောင်ဘယ်ကနေလာကြတာလဲတဲပေါ်တက်ကြဟင်ဂျိုးကြကောင်လက်ထဲမှာကောင်းမလေးပါလားဒီကောင်မိမခိုးလာပြီနဲ့တူတယ်အနန်းစကားကိုနှောက်မှဆက်ပြီးပြောတော့ဒီမှာနေမကောင်းဖြစ်လာတယ်ချူလူလူကိုဖျာကလေးပေါ်မှာချပြီးတော့လှည့်ထားပေးလိုက်ပါတယ်ဟဲကိုဒီကချစ်ချစ်တော့ပူနေပါရောလားအနန်းစီမှာဘာဆေးရှိလဲရှိတယ်အိုက်ကောမိဖို့တွေဝင်ပြီးတော့ရင်နှွေးကြိုစမ်းငါဆေးရသွားပြီးတော့ကူးလိုက်မယ်ချူလူလူအားတင်းပြီးတော့လှဲနေရမှာထပြီးတော့ထိုင်ပါတယ်မင်းလှဲပြီးတော့หนีပါမနေချင်ဘူးရှင်တို့ကျမကိုဘာဆေးတွေတိုက်မလို့လေပောက်ခရဆေးတွေမတောက်ဘူးနော်ဒေါက်တာမကြီးကတော့ခတ်နေပြီဒီတော့ဒီတောင်ထဲမှာဘယ်ဆရာဝန်ကားမှဆေးကန်းလာပြီးတော့မဖွင့်ဘူးမင်းအင်္ဂလိပ်ဆေးတခုတည်းယောဂါကိုပြောင်းအောင်ကုနိုင်တာမဟုတ်ပါဘူးတိုင်းရင်းဆေးတွေနဲ့သဘာဝဆေးရွက်တွေကိုအထင်မသေးနဲ့အမိကောင်းပါလေအနန်းဆေးရွက်ကိုတောက်ကြည့်ပါအောင်ကွယ်အခုလိုဖျားတာလောက်ကတော့ယူပြစ်တယ်လို့ပျောက်သွားရမယ်ဆရာဝန်တယောက်ဖြစ်ခြင်းကြောင့်မြန်မာဆေးတွေကိုတောက်ရမှာလုံစွာကြောက်တဲ့သူပါဒါပေမဲ့အခုခံစားနေရတဲ့အဖျားကိုတော့ခန္ဓာကိုယ်ထဲမှာဆက်ပြီးတော့မထားခြင်းပါအနန်းကြီးရင်နွေးရပြီယူခဲ့အိုက်ကောဟိုခွက်ထဲမှာထည့်အနန်းဆိုတဲ့အမျိုးသမီးမှာတိုင်းရင်းသူဖြစ်ပြီးတော့အသက်50လောက်ရှိပါမယ်ရုပ်ရည်မှာဂယုဏရှိတဲ့မျက်နှာမျိုးဖြစ်တာကြောင့်အနန်းတိုက်သောဆေးကိုတော့ဂျုံကြီးစွာနဲ့တောက်လိုက်ပါတော့တယ်ဆောင်းလေးခြုံထားလိုက်ကောင်းပါလေချူလူလူကတော့ဖျားချက်လေးပေါ်မှာပြန်ပြီးတော့ကိုးနေလိုက်ပါတယ်ရိုးကြကောင်နင်အခုခေါ်လာတဲ့ကောင်မလေးကငါတို့တောင်တန်းတရသူမဟုတ်ဘူးနော်နင်ဘာတွေလောက်လာတာလဲပြောစမ်းအနန်းရေနောက်မှအချောင်းစုံရှင်းပြမယ်နော်အနန်းကျွန်တော်ယုံနေမလားမဟုတ်တာတကူမှမလုပ်ပါဘူးသူ့ကိုခေါ်ခဲ့ရတာကျွန်တော်ရဲ့သမိုင်းချောင်းတစ်ခုကြောင့်ပါရိုးကြကောင်အနန်းတစ်ခုတော့ပြောလိုက်မယ်ကွယ်မီးတွေကိုခေါင်းပေါ်မတင်နဲ့ခြေနဲ့လည်းမနှင်းနဲ့တော့စိတ်ချပါအနန်းရိုးကြနေသမိုင်းချောင်းထဲမှာချူလူလူဘလို့ပတ်သက်နေသလဲဆိုတာကိုတော့စိတ်ဝင်စားမိပါတယ်ရိုးကြနေသည်လူဆိုးတယောက်တော့မဟုတ်ပါဒါပေမဲ့သူအခုလောက်ခဲ့သောကိစ္စမှာလူကောင်းတယောက်လောက်ရတော့မဟုတ်ပါချူလူလူတကိုယ်လုံးမှာချွေးတွေရေချိုးထားသလိုထင်ရလောက်အောင်စွဲနှစ်လို့နေပါတော့တယ်ကောင်မလေးချွေးတွေအရန်ထွက်နေပြီအဝတ်စားလဲဖို့အပို့ပါလား
မပါဘူးနန်းနင်တို့နှစ်ယောက်တဲရောက်ကိုဆင်းကြဟုတ်ကဲ့ချူလူလူဝဲစင်ထားတဲ့သတို့သမီးဝတ်ဆောင်ကြီးကိုချွတ်လိုက်ရတော့မှပေါ့ပေါ့ပါပါအနန်းသူ့ထမိန်နဲ့အိမ်ကြီးကိုဝတ်စိန်ပေးပြီးမှကိုနှကောင်တက်လို့ရပြီကောင်မလေးဘလို့နေသေးလဲကွတက်တာပါတယ်အနန်းတိုင်းသူဝတ်ဆောင်နေချူလူလူကိုဂျိုးကြနေကြည့်ပြီးတော့ပြုံးရောင်တန်းနေသည်ကိုတွေးလိုက်ရပါတယ်နင်တို့ခီးဆံအောင်မလားမနဲ့မှာပဲဆက်တော့မယ်အနန်းဒီညတော့ဒီမှာပဲအိမ်မယ်ဂျိုးကြကောင်နင်တို့သွားမခီးနဲ့ဒီကောင်မလေးနေရမကညီဘူးနော်မကညီလေခေါ်သွားမှာပဲအနန်းကြီးရှင်ကျမကိုဘယ်အထိဒုက္ခပေးအောင်ပါလဲငါဘသူ့ကိုမှဒုက္ခမပေးချင်ပါဘူးဒါပေမဲ့မင်းဟာငါအတွက်တိတ်ကိုအရေးပါနေတဲ့လူတစ်ယောက်ဖြစ်နေလို့ခေါ်လာရတာပါအနန်းသမီးကိုကဲပါသူအတင်းအားထမှခေါ်လာတာရိုးကြနေနင်အဖမ်းခံရမယ့်အလုပ်တွေကိုလှုပ်လာပြီးနဲ့တူတယ်ကွယ်ကျွန်တော်ခွင့်လို့ပါအနန်းရေဘာကြောင့်ခုလိုလှုပ်ခဲ့ရတယ်လဲဆိုတာကိုမပြောပြချင်ပါဘူးမင်းလက်ထက်ကကောင်းမလေးကိုငါခေါ်လို့မရဘူးဆိုတာငါသိတယ်ဒါပေမဲ့ရိုးကြကောင်ဖျားသခင်မကြိုက်တဲ့အကျင့်ဆိုးတွေနဲ့မမားစေနဲ့နော်သူ့ဘက်ကနုံနုံညံ့ညံ့ရှိနေသေးတော့ကျွန်တော်မကြမ်းတမ်းပါဘူးဘာရှင်းစိတ်ကြိုက်ကျမလိုက်ရောပေးရမယ်ပေါ့ငါစကားကမင်းထင်တယ်လို့မကြဲပြတ်ပါဘူးအမိငါဆိုလိုတဲ့အထိပ္ပယ်ကကျင့်ကျင့်ကလေးပါမင်းသာကောင်းကောင်းမွန်မွန်နဲ့လိုက်ခဲ့ပါကျမကိုခုနေပြန်ခိုင်းရတာမပြန်တတ်ဘူးရှင်းလက်ထက်ကထွက်ပြေးมาတော့တွေးပြီးတော့ကြောက်မနေနဲ့ရိုးကြကောင်နင်ကလေးတွေကိစ္စရောဘလို့လုပ်ခဲ့လေအိုက်ကောနဲ့လွှဲခဲ့ပါလေအိုက်ကောကလိုက်ပို့တာပေါ့ဟုတ်တယ်နန်းရိုးကြနေမရှိရင်ကလေးတွေကိုကျွန်တော်ပဲတောင်းဝေယူရမယ်လीငါမင်းမေရိုးကြကောင်ငါ့ကိုယုံကြည်မှပြောနင်တို့ကောင်မလေးကိုဘယ်ထိခေါ်သွားမှလဲကနေတော်ဟဲဒီကနေတော်တော်သွားအောင်ပါပြီးတော့ဂျိုးကြကောင်နင်တို့ရေလန်းကမသွားကြနဲ့ကောင်မလေးတို့အန်ရကြီးတယ်နင်ကောင်မလေးကိုသေစေတဲ့အထိတွေးထားတာလားမတွေးထားပါဘူးအနန်းရဲ့အေးဒါဆိုရင်တောင်ပေါ်လမ်းကလေးကပဲသွားကြရက်ကြတာလွဲပြီးတော့အန်ရကင်းနေဂျိုးကြနေအနန်းပြောတဲ့အစီအစဉ်ကောင်းနေငါလည်းဒီကနေလှည့်ပြီးတော့ပြန်လို့ရတာပေါ့အင်းလေဒီလိုပဲသွားကြမယ်သွားမယ်ဆိုရင်ကောင်မလေးကိုအခုလိုပုံစံနဲ့ခေါ်သွားလို့မရဘူးသူ့ခြေထောက်တွေလက်တွေကညွန့်နုဖက်ဖက်လေးကွယ်အာယုစီကမြင်းယူသွားအာယုကသူ့မင်းကိုပေးပါမလားအနန်းရဲ့တခြားကောင်နေဆိုရင်တော့ပေးမှာမဟုတ်ဘူးရိုးကြနေနေတောင်းတော့ပေးမှာမင်းတို့ဘာစားခဲ့ကြသေးလဲဘာမှမစားခဲ့ရသေးဘူးအနန်းရိုးကြကောင်နင်ကတော့လေကောင်မလေးကိုအစာငတ်ထားနေပြီလားမဟုတ်ရပါဘူးအနန်းရေကျွေးစရာမရှိလို့ပါအိုက်ကောငါနဲ့လိုက်ခဲ့အောင်ပိုးမတို့စီမှာကောင်းချင်းမုံသွားယုံအနန်းနဲ့အိုက်ကောထွက်သွားပြီးတော့နှစ်ယောက်တည်းကြံခဲ့ပြီမြဲစကားမဆိုဖြစ်ခဲ့ကြပါချူလူလူရှိတဲ့မှာဝလုံးတိုင်ကိုမိလျက်ရိုးရနေအပြင်ကိုငေးနေစဉ်ရှင်တသက်လုံးခေါ်ထားမယ်တဘောလားမင်းကလည်းတသက်လုံးနေမှာမဟုတ်ပဲရှင်အခုလိုခေါ်လာတာရှင်းနောက်ကိုဘယ်သူမှမလိုက်တော့ဘူးလို့ထင်နေလားမင်းခင်မွန်းကြီးကသူ့ဇနီးလေးကိုမြေလံပြီးတော့ရှာမှာပါပြီးတော့မင်းဖခင်ကြီးကလည်းတောလေးတောင်တွေကိုဖြိုပြီးတော့သူ့အောင်ရှာမယ်ဆိုတာငါသိပါတယ်ရှင်နဲ့ကျမကြားမှာရန်ကျွေးမရှိဘူးထင်ပါတယ်မင်းနဲ့ငါအခုမှတွေ့ဘူးကြတဲ့သူတွေပါရှင်ဘသူကြောင့်ကျမကိုဖမ်းထားတာလဲမင်းသိချင်တဲ့စကားတွေကိုသိချင်တယ်တော့သိရမှာပေါ့အခုတော့မသိချင်တယ်အောင်ကွာကိုဘာကြောင့်အဖမ်းခံရလဲဆိုတာကိုဘာမှမသိဘဲနဲ့ပါလာရတာအထိပ္ပယ်မရှိဘူးထင်တယ်ငါပြောပြီးပြီပဲကွာအချိန်တန်တော့သိရမှာပေါ့အနန်းနဲ့အိုက်ကောမှာကောင်းချင်းမုတ်တွေနဲ့ပြန်ပြီးတော့ရောက်လာတာကြောင့်စကားဆက်ပြီးမပြောတော့ပဲကောင်းမလေး
စားဒီလိုဒေသကိုရောက်ဖို့ဆိုတာမလွယ်လှဘူးရောက်တုံးရောက်ခက်ကလေးစားသွားချူလူလူစားလောင်နေခြင်းကြောင့်ဟန်ပဲမဆောင်တော့ပဲစားလိုက်ပါတယ်စေတနာကြောင့်ပဲလားမသိပါတကယ်ကိုစားကောင်းတဲ့ကောင်းချင်းမုတ်ကလေးဖြစ်ပါတယ်ချောင်းကန်တစ်ပြေးမှာတော့ဒုတိယမြောက်ရင်ထိုးနှင်းစီပွင့်လေးကိုထပ်ပြီးတော့တွေးလိုက်ရပြန်ပါတယ်ဒီချောင်းအတိုင်းသွားတာလားတစ်ဖက်ကိုကူးလာလားဆိုတာတော့စဉ်းစားရမယ်ခတိဟိုဘက်တော့အခြေအနေဘယ်လိုရှိလဲဆရာဒီတော့ကနွန်တော့ကြီးဘယ်သူမှသွားလို့မရဘူးဒါဆိုရင်သူတို့ဒီချောင်းတိုင်းသွားကြမှာပေါ့နောင်မင်းထူးမှာချောင်းအရှိဘက်အနောက်ဘက်ကိုကြည့်ပြီးတော့အရှိဘက်ရွာတွေမှာပြည်သူစစ်တွေရှိတယ်မျိုးနယ်လည်းနီးတယ်အရှိဘက်ကိုခေါ်သွားမှာတော့မဟုတ်ပါဘူးအနောက်ဘက်ကဖတ်တီးပြောသလိုခရီးကျမ်းပြီးတော့လူသူကင်းဝဲတဲ့နေရာဆိုတော့အနောက်ဘက်ကိုခေါ်သွားမှာသိချတယ်ဖတ်တီးဒီနားမှာရွာလေးပါလည်းမရှိဘူးလားရှိတယ်ဆရာအတော့ဝေးတယ်ဆရာဘာလုပ်ချင်လို့လဲသူတို့နောက်ကိုဆက်ပြီးတော့လိုက်ဖို့ကလှေလို့တယ်လေအဲ့ဒီရောက်သွားရင်လှေရနိုင်ပါမလားရနိုင်တယ်ဆရာဒီရွာကချောင်းထဲမှာလောက်ကင်စားတော့ကြတဲ့လူတွေများပါတယ်ဖတိမင်းနဲ့ငါသွားမယ်ရဲဘော်နှစ်ယောက်ပဲလိုက်ခဲ့ဆရာနိုင်တော်တို့ကဒီရပဲစောင့်နေကြပါဟုတ်ကဲ့ဆရာသွားချရအောင်ဖတိချောင်းကန်တစ်ပေတိုင်းထွက်လာခဲ့ကြပါတယ်တနေရာမှာတော့ချောင်းလက်တဲ့ရိုးတွေကိုကြုံတွေ့ရတာကြောင့်ရေထဲဖြတ်ကူးခဲ့ရပြန်ပါတယ်တနအီကြော်လောက်သွားမှရွာလေးတစ်ဖက်ကန်းကိုရောက်ခဲ့ကြပါတော့တယ်ပုံမှန်လှေတစည်းဆိုင်တာတယ်လူတော့မတွေ့ဘူးချောင်းကန်တစ်ပေမှာလှေတစည်းကိုတွေးလိုက်ရပြီးတော့လူကိုရှာတော့မတွေ့တာကြောင့်ဖတိနောက်မှရှင်းပြမယ်ကွာဒီလေနဲ့ရွာဘက်ကိုကူးမယ်ပိုင်ရှင်မတွေ့တဲ့လှေပေါ်ကိုတက်ပြီးတော့ကူးမယ်အပြုတ်မှာတော့ကျမကိုကဲပါဦးထိုအချိန်တော်ထဲမှာမင်းကလေးတူပြေးထွက်လာတာကိုတွေးလိုက်ရတာကြောင့်နောင်မင်းတို့တနတ်ကိုစုပ်ပြီးတော့အသင့်ပြေးထားလိုက်ပါတယ်ဘာဖြစ်လာတာလဲမင်းကလေးကျမကိုဗတိမတရားကြံစီနေတယ်ဟိုမှာနောင်မင်းတို့ကိုတွေ့သွားပြီးတော့ဗတိတော်တဲကိုပြန်ပြီးတော့ဝင်ပြေးရန်ပြင်လိုက်တာကြောင့်ကြောက်ပါပြီမပြေးပါနဲ့ဗျာတနတ်နဲ့လှမ်းပြီးတော့6ပြေးလိုက်တာကိုဗတိကြောက်သွားပြီးတော့မြေပြင်မှာဝစ်နေပါတယ်ရဲဘော်တင်ကိုသွားပြီးတော့ခေါ်ခဲ့ဗတိကိုတော့ရဲဘော်တင်ကိုအနားကိုခေါ်လာပါတယ်မင်းဒီမင်းကလေးကိုမကောင်းချင်နဲ့ဆိုမဟုတ်ပါဘူးသူနဲ့ကျွန်တော်ကချစ်သူတွေပါဆရာသူမဟုတ်တာပြောတာပါကျမထင်းခွေလာတာကိုနောက်ကလိုက်လာပြီးတော့မကောင်းချင်တာပါသူနဲ့ကျမဘာမှမပတ်သက်ဘူးဆိုတာရွာကလူတွေကိုမေးကြည့်ပါခေါ်ခဲ့ကွာရွာရောက်မှဆက်ပြီးတော့ရှင်းမယ်လှေပေါ်တင်ပြီးတော့ရွာဘက်သို့ကူးလာခဲ့ပါတယ်ရွာကိုရောက်တော့ဗတိမှရွာလူကြီးသားဖြစ်လို့နေပါတယ်မင်းကလေးမှာတော့မိဘနှစ်ပါးမရှိပါအကိုဖြစ်သူနဲ့နေထိုင်သူဖြစ်ပါတယ်ခေါင်ရမ်းနေနဲ့ငါသားချစ်သူတွေဖြစ်နေတာကြားပြီဆိုဘာကူမှနင်ပြောင်းညင်းတာလေကျမသူနဲ့ဘာမှမဖြစ်ပါဘူးနင်နော်ဒီမှာရွာလူကြီးမင်းကလေးဘက်ကမဟုတ်ဘူးပြောနေတာကိုအတင်းဟုတ်တယ်လို့ပြောခိုင်းမနေပါနဲ့နောင်မင်းထုကတော့အခြေအနေကိုသဘောပေါက်လိုက်ပါတယ်ရွာလူကြီးမှာမိမိအရှိန်အဝါနဲ့တားဖြစ်သူကိုကာကွယ်ဖို့ကြိုးစားနေခြင်းပါကျို့တို့တောင်းဝင်တဲ့ခီးဆက်စရာရှိသေးတော့ခမားသားကိစ္စကိုအရေးယူဖို့အချိန်မရဘူးဒါပေမဲ့ခမားသားကိုခမားတောင်းဝင်ယူပါဟုတ်ကဲ့ယူပါမယ်ဆရာကျို့တို့အတွက်လှေနှစ်စီးစီစဉ်ပေးနိုင်မလားစီစဉ်ပေးပါမယ်အခုလောလောဆယ်တော့လှေတွေချောင်းထဲမှာငါးဖမ်းသွားနေတော့ဆရာတို့စောင့်ပေးပါဘယ်လောက်စောင့်ပေးရမလဲနောက်3နာရီလောက်ဆိုပြန်ပြီးတော့ဝင်ကြပါပြီကောင်းပြီစောင့်တာပေါ့နောင်မင်းထူးတို့မှာသတို့သမီးခေါ်ဆောင်သွားသူနောက်ကိုလိုက်ဖို့အချိန်ကြီးကနှောင့်နှေးပြီးတော့တစ်ဖက်ကိုအခွင့်အရေးပေးသလိုဖြစ်လို့နေပါတယ်မြမရင်ကဘာမှလဲရွာအလေလောက်မှာပါအိမ်ကိုလိုက်ခဲ့ပါလားအကိုအင်းလေ
စောင့်နေရမယ့်တူမင်းအိမ်ကိုအလဲသဘောလိုက်တာပေါ့အမှန်တကယ်တော့နောင်မင်းထူးမှာလူကြီးမှာဆက်ပြီးတော့မနေချင်တာကြောင့်လိုက်ခဲ့ခြင်းလည်းဖြစ်ပါတယ်မင်းနာမည်ကခေါင်ရမ်းတော်ဟုတ်ပါတယ်ကိုမမလေးဆရာပြန်မရောက်သေးဘူးလားဟိုလူကြီးမင်းတို့ဆရာပြန်မရောက်သေးဘူးလမ်းမှာကလေးငယ်တူကလှမ်းပြီးတော့မေးတာကိုဖြေရင်းနဲ့အကိုကရွာကလေးတွေကိုစာတင်ပေးတယ်။အော်ဒီလိုမှစာမတင်ပေးရင်ရွာကကလေးတွေကစာတတ်ဖို့မလွယ်ဘူးအကို။ကျောင်းသွားဖို့ဆိုတာအနောက်ဘက်ရွာကိုတညအိတ်လောက်သွားမှရောက်တာလေ။ရွာကကလေးတွေကိုကျောင်းတက်ခိုင်းဖို့ကနောက်ခံကောင်းတဲ့သူတွေပဲကိုမှကျောင်းထားနိုင်တာ။ချောင်းတွေက900မှထမင်းနဲ့မှန်တဲ့သူတွေရဲ့သားသမီးတွေကတော့ကျောင်းနေဖို့စဉ်းစားလို့တော့မရဘူး။ခေါင်ရမ်းကိုကဘယ်နှတန်းထိပြလို့လေ။စာတက်ရုံတက်တက်လား။ရှစ်တန်းပညာရေးထီတော့သင်ပေးတယ်။မျိုးဘက်မှာဆက်ပြီးတော့ကျောင်းတက်ချင်တယ်ဆိုရင်တော့ကိုမအရေးချင်းစစ်ရှစ်တန်းဆောင်ဝဲကိုဖြေပြီးတော့အောင်ရင်အစိုးရကျောင်းကကျောင်းနေခွင့်ပေးပါတယ်။ဒါဆိုရင်လည်းမစိုးလှဘူးပဲ။ကိုမကလေးတွေစာတင်တဲ့ကျောင်းလေးကိုဒနီမိုးဝါထရန်ကားလေးနဲ့တက်တက်ရက်ကလေးစောက်ထားတဲ့ကျောင်းလေးကိုတွေးလိုက်ရပါတယ်။ရွာလူကြီးကခွင့်မပြုဘူးအကို။ဒါနဲ့အကိုမြို့တက်ပြီးတော့သက်ဆိုင်ရာကိုရွာကကလေးတွေအတွက်အတနာခံမေတ္တာရက်ခံတော်မှာခွင့်ပြုချက်ရခဲ့တာပါ။ရွာလူကြီးကဘာလို့ခွင့်မပြုတာလဲ။သူ့ထွက်ရွာသားတွေကအကိုပေါ်မှာကြီးညိုလေးစားတာကိုမလိုလားဘူးလေ။ရွာမှာလည်းအကိုနဲ့သူကရန်သူတွေလိုပါပဲ။ကျမအကိုကလမ်းမှန်အတိုင်းရှောက်နေတော့ရွာလူကြီးမပြောရင်ပဲနဲ့အမားကွက်ကိုချောင်းနေတာပါပဲ။သူသားပရိရတော့သူ့အဖေအချိန်ဝါနဲ့ထင်တိုင်းကျဲနေတာပဲအကိုရဲ့။ဗတိဒုက္ခပြီးခဲ့တဲ့မင်းကလေးတွေဆိုသူဩဇာအာဏာနဲ့တမျိုးငွေနဲ့တပုံချင်းချောက်ထားခဲ့တာပဲဒီစကားတွေကိုကျမကမုံတီးစိမ့်နဲ့ပြောနေတာမဟုတ်ပါဘူးရွာကလူတွေကိုမေးကြည့်ပါခေါင်ရမ်းစီမှာရွာလူကြီးဦးဆက်ခန်းရဲ့မတရားမှုတွေကိုစိတ်ထဲကကတိကောက်ကိုဖြစ်သွားခဲ့ရပါတယ်ဒီကိစ္စကိုဖြေရှင်းဖို့အချိန်မရှိသလိုသူ့နေမြေမဟုတ်ချင်းကြောင့်သူ့သဘောဆန္ဒနဲ့လောက်ကင်လို့မရပါဒါပေမဲ့သူ့တောင်းဝင်ပြီးဆုံးတာနဲ့ရွာလူကြီးရဲ့မတရားအုပ်ချုပ်မှုကိုတော့အထက်လူကြီးတွေကိုတင်ပြပြီးတော့လှုပ်တဲ့နာကိုလုံမယ်လို့တွေးလိုက်ပါတယ်ခေါင်ရမ်းကိုကခရီးသွားနေရလားဟုတ်ကဲ့မြို့ဘက်ကိုတက်သွားတယ်ခေါင်ရမ်းမှာသူနေထိုင်တဲ့အိမ်ကလေးကိုရောက်တော့နောင်မင်းထူးတို့တွေကိုအကျန်းနဲ့အခန့်ဒီကိုတောက်ရင်းနဲ့လျှေကိုစောင့်နေကြပါတယ်ဆရာနောင်ရဲဘော်တင်ကိုဘာလဲဟိရွာကလေးစိတ်မှာတက်ဖွဲ့မတော်တစင်းနဲ့နေမြေခံတက်ဖွဲ့ဝင်တွေရောက်နေတယ်ဒါဆိုအတော်ပဲကွာခေါင်ရမ်းအကိုတို့သွားလာအောင်မယ်နောက်မှပဲလာခဲ့ဦးမယ်ကွာဟုတ်ကဲ့ပါခေါင်ရမ်းကိုနှုတ်ဆက်ပြီးတော့ဘရိုးစိတ်ကိုထွက်လာရာဟာနောင်မင်းတို့ကြောက်စံကိုနောင်မင်းတို့နဲ့တင်နှန်းအပတ်ဆင်းတူတက်ခဲ့တဲ့တငယ်ချင်းကိုတော့တွေးလိုက်ရခြင်းပါမင်းဒီဒေသမှာတာဝန်ကျနေရလားဟုတ်တယ်ဒီနှစ်မှာပြောင်းလာတာမင်းတို့တက်ဖွဲ့တွေရောက်နေတာကိုသတင်းဝင်တာနဲ့ထွက်လာတာတရားခံကိုခြေရခံမိပြီလားခြေရတော့တွေးထားပြီးပါပြီစက်ပြီးလိုက်ဖို့ပဲရှိတယ်ဒီနေရာပြစ်မှတ်ကတော့မသေးချသေးဘူးငါဘလို့ပူပေါင်းရမလဲအခုတရခန်ဟာတယောက်တည်းဆိုပေမဲ့နောက်ပိုင်းအင်အားကိုတော့တိတိကျကျမသိရသေးဘူးမင်းမတော်နဲ့ရွာကဆက်လီတွေပေါင်းပြီးတော့လိုက်ရမှာပဲကွာတရခန်ဘသူဘဝဆိုတာရောသိပြီလားမသိရသေးဘူးကျော်စံသူ့ရည်ရွယ်ချက်ကိုလည်းမသိရသေးဘူးငါတို့အချိန်မီလိုက်ကြရအောင်မင်းမတော်ကလူဘလောက်ဆန့်မလဲ10ယောက်လောက်တော့ရတယ်ဒီလိုလောက်ကွာမင်းရဲဘော်3ဦးလောက်ကိုဒီမှာထားခဲ့ပြီးတော့မင်းနဲ့ရဲဘော်3ဦးလောက်ပဲလိုက်ခဲ့ကျော်စံမှာသူရဲဘော်များကိုမှားစရာရှိတာများကိုမှားပြီးတော့မတော်ဖြစ်ထွက်လာကြပါတယ်မင်းကိုဒီရွာကလူကြီးเจ้าကိုပြောပြအောင်မေနောင်မင်းထူးမှာရွာလူကြီးဦးဆက်ခန်းနဲ့ပတ်သက်ပြီးတော့ပြောပြလိုက်ပါတယ်ငါလည်းကြားသိတဲ့လောက်တော့ကြားပါတယ်သူသားပရိဆိုတဲ့ကောင်သဘုံအဖွဲ့တွေနဲ့အဆက်အသွယ်ရှိနေတာကိုသတင်းတော်ရထားတယ်
ဒီအတွက်သက်သေခိုင်းလုံအောင်စုံစမ်းနေတယ်မတော်လေးမှချောင်းဝလေးအတိုင်းမောင်းလာပြီးတော့တက်ကြက်ကြီးနိုင်တော်တို့နေရာရောက်တော့မှအားလုံးကိုခေါ်တင်ကခရီးဆက်ခဲ့ကြပါလေတရခန်ဟာသတို့သမီးကိုဒီအထိခေါ်ဆောင်ခဲ့တဲ့အနေအထားကိုကြည့်ရင်ပုဂ္ဂိုလ်ရေးပေါ်မှာအဓိကကြမလားနာကြီးချက်တကူကြောင့်ကလေးစားချေတာမဟုတ်ရင်ငါညီရဲ့မင်္ဂလာပွဲကိုဖျက်ဆီးတဲ့သဘောပဲကွာမင်းညီတော်မောင်နဲ့ဓာတ်ရိုက်ပတ်သက်မှုမဟုတ်ရင်သတို့သမီးဖခင်နဲ့ဓာတ်ရိုက်ပတ်သက်နေမှာသိချတယ်ငါဘာလို့ပြောရတယ်လဲဆိုရင်သတို့သမီးဖခင်ဦးခွန်လျံစောဟာတစ်ချိန်ကတနက်တလက်နဲ့ရက်ဆမ်းမှုတရပူဆောင်းခဲ့တဲ့သူကွာသူ့ပေါ်မှာမကျင်တတ်ကြတဲ့သူတွေနာကြီးခဲ့ကြတဲ့သူတွေရဲ့လက်တုံပြန်မှုလည်းဖြစ်နိုင်တယ်မင်းပြောတဲ့နှစ်ချက်တည်းကတစ်ချက်ကတော့သေချာလောက်ပါတယ်ငါလည်းဒီလိုပဲတွေးထားတာငါတို့တွေးထားသလိုသာဖြစ်ခဲ့ရင်တရားခံဟာတေးသေးချာချာပြင်ဆင်ပြီးမှအကွက်ချပြီးတော့လှုပ်ခဲ့တာတေချာနေပြီငါတို့သူ့နောက်ကိုမှီဖို့ကတော့မလွယ်လောက်ဘူးတပြင်းကိုစီမှုတ်ထုတ်လိုက်ကြပါရဲ့ရှေ့မှာလှေတစည်းပါလားတားလိုက်ရမလားဆရာအေးတားလိုက်သဲလုံစာလေးပါလေးရလို့ရညာမေးကြည့်တာပေါ့မတော်ထိတ်မှကြီးတဲ့ရဲဘော်လေးမှာရှေ့မှလာနေတဲ့လှေကိုလှမ်းထားလိုက်ကဘေးချင်းရှင်ပြီးတော့ကတ်လိုက်ပါလေဘာကိစ္စများလဲဆရာမင်းဘယ်ကပြန်လာတာလဲကူလူရွာဘက်ကပါအတော်တယောက်နေမကောင်းလို့သွားပြီးတော့ကြည်တာပါမင်းဘယ်ရွာကလဲတငါစုရွာကပါဆရာမင်းလမ်းမှာယောက်ျားတယောက်နဲ့မိန်းကလေးတယောက်ကိုတွေ့ခဲ့လားတွေ့ခဲ့တယ်ဆရာကျူရိုးချောင်းဘက်ကိုလှေတစ်စင်းနဲ့သွားနေကြတယ်မိန်းကလေးကသတို့သမီးဝတ်စုံနဲ့ဟာဟုတ်တယ်ဘယ်အချိန်ကတွေ့တာလဲတွေးလိုက်တာသိပ်ပြီးတော့မကြသေးဘူးဆရာကျေးဇူးပဲကွာဟုတ်ကဲ့ခွင့်ပြုပါဦးဖတိကျူရိုးချောင်းချင်နေဘလို့ရှိလေဆရာဒီချောင်းကရေတိမ်ချောင်းတော့သားကောင်ကြီးတွေပေါ်တယ်ဘလို့အန္တရာယ်ရှိရှိလိုက်ကြရမှာပဲကွာနောင်မင်းတို့တရင်ရတဲ့ကျူရိုးချောင်းစီတို့ဆက်လက်ထွက်ခွာလာရင်းနဲ့ဟာပေါ်လို့နာမည်ကိုမေးဖို့တတိလစ်သွားတယ်ကြောစံဘာလဲနောင်မထုငါစိတ်ထဲမှာစောစောကလူရဲ့စကားကိုတန်တရားဖြစ်မိတယ်ဘာလို့လဲတရားခံဟာငါတို့နဲ့အချိန်ကွာမယ်ဆိုရင်12နာရီကျော်လောက်မကကွာနေတယ်ခဏနေအောင်ဖတ်တီကျူရိုးချောင်းကဘလောက်ဝေးသေးလဲနောက်တနာရီလောက်ဆိုရောက်ပြီဒါဟာအဓိကကြားတဲ့လွဲချော်မှုပဲမင်းစဉ်းစားတာဖြစ်နိုင်တယ်လမ်းလွဲပြီးပြောသလိုဖြစ်နေပြီကူလူရွာနဲ့ကျူရိုးချောင်းကရောဝေးလားသိတော့မဝေးဘူးဆရာဒီကနေသွားရင်ကူလူရွာအရင်ရောက်တာလားကျူရိုးချောင်းအရင်ရောက်တာလားကူလူရွာအရင်ရောက်တာဆရာဟာပြေချသွားပြီငါတို့ကိုလမ်းလွှဲလိုက်တာစောစောကလေဟာတရားခံနဲ့ပတ်သက်တဲ့လေဖြစ်နိုင်တယ်ပြန်ပြီးလှည့်လာရင်မမိနိုင်တော့ဘူးဒီကောင်ကန်းတစ်ခုခုကိုကပ်ပြီးတော့လစ်လောက်ပြီဒီကောင်ပုံစံအရဆိုရင်တရားခံကိုပို့ပြီးတော့ပြန်လာတဲ့သဘောငါတို့ကူလူရွာကိုဝင်ကြရင်ကောင်းမယ်ကျူရိုးချောင်းမသွားတော့ဘူးလားဆရာနောင်မသွားတော့ဘူးဆရာနိုင်တော့ကူလူရွာကိုကတ်မယ်ဖတိရွာကိုတွေ့တာနဲ့ကတ်ခိုင်းထားလိုက်ဟုတ်ကဲ့ဆရာတော်သေးတာပေါ့ကွာမင်းတွေးတာမှန်လို့ကျူရိုးချောင်းကိုရောက်ပြီးတော့ငွေတွေနဲ့နဗန်းတရားမှကင်စိုက်နေမှာကျူရိုးချောင်းတော့မရောက်ဘူးသတင်းတွေတော့ကြားဘူးတယ်ငွေတွေပေါ်တယ်ဆိုဟုတ်လားဖတိဟုတ်တယ်ဆရာကျွန်တော်တို့မုတ်ဆိုးတွေတော့မသွားရဘူးသွားရင်လည်းအုပ်စုတောင်မှသွားကြတာသားကောင်တွေတော့အရန်ပေါ်တယ်နောင်မင်းထုတို့ကိုတော့ငွေစာကျွေးလိုက်တယ်လို့ပါတောင်တန်းကုန်းမြေလမ်းပေါ်မှာမြင်းတစည်းနဲ့လူနှစ်ယောက်မှာဂျိုးကြနေနေစောနန်းချူလူလူတို့ပါတောင်တန်းဒေသများမှာလိုရသည်၌ညဘက်မှာအေးသလောက်နေ့ဘက်မှာအပူချိန်ပြင်းလာပါတယ်ပြီးတော့ဖြတ်ကျော်လာသောနေရာကနှင်းလင်းပြင်းကြီးလိုသေးရိပ်ဝါးရိပ်ကရှားပါလှပါတယ်ကြောက်တောင်ကြောက်ဆောင်အရေးတွေလောက်သာရှိလုံနေပါတယ်မြင်းပေါ်မှာရှိတဲ့နှစ်ယောက်မှာနေဘူးတန်ကြောင့်
ချွေးစင်းများတောင်ကြနေလေပါပြီဒီနေပူတဲ့ဆက်ပြီးသွားနေတော့မတ်တာပေါ်မေချူလူလူနေပူတံကိုတော့အလူအလဲခံရင်းနဲ့ဒေါသတွေထွက်နေပါတော့တယ်ဒီနေရာမှာနားဖို့အချိန်ကောင်းကောင်းမရှိသေးဘူးတီးခံလိုက်ပါဦးရှင်းကိုတီးခံခြင်းလို့တီးခံနေတာတော့မဟုတ်ဘူးနော်ဖြစ်နိုင်အရှင်လက်လက်ကိုဝါစားခြင်းတာဘလူးစိမ်များပေါက်သွားပြီလားရှင်မရေနဲ့နော်ဘာနဲ့ကြောင့်ရေတာကိုပိတ်ပင်နေရတာလဲကွာမရေနဲ့ဆိုမရေတော့ပါဘူးကျမဒီနေပူတံကိုမခံနိုင်တော့ဘူးဖြစ်ချင်တာဖြစ်ကျမခုံဆင်းပြီးတော့အသေးခံတော့မယ်ရှင်ဒါဘာလုပ်တာလဲအခုဖတ်ထားတာကိုလွတ်နော်မင်းသေးလို့မဖြစ်သေးဘူးချူလူလူငါအတွက်မင်းအသက်ရှင်ပေးရအောင်မယ်မင်းကိုတဏှာစိတ်နဲ့ဖတ်ထားတာမဟုတ်ဘူးမင်းခုံဆင်းမှာကိုတားမြစ်ထားတာရှင်ဖတ်ထားတာကိုလွတ်နော်ကျမခုံမဆင်းဘူးမင်းစကားကိုမယုံချင်ဘူးရှင်ယုံတာမယုံတာကိုဘေးမှာထားအသက်ရှူကျက်နေပြီနေပူတာတစ်မျိုးရှင်ဖတ်ထားလို့အသက်ရှူကျက်တာတစ်မျိုးနဲ့ငရဲပြည်ကိုရောက်နေတာတဲ့စိုးနေပြီရှင်ဒီလောက်ဆိုအဆင်ပြေပြီလားဖတ်ထားသောလက်ကိုလျှော်ပေးလိုက်ပါလေကြောက်တတ်ရင်မျက်လုံးမှိတ်ပြီးသားလိုက်ခဲ့ပြီးတော့တောင်ပေါ်ကနေဒုံးဆိုင်ပြီးတော့ဆင်းရမှာတောင်အောက်ခြေကိုလှမ်းကြည့်ပြီးတော့ချူလူလူမျက်လုံးကိုမှိတ်ယုံတယ်မကဂျိုးကြနီကိုပါဖတ်ထားလိုက်ပါတော့တယ်ဂျိုးကြနီမှာမြင်းကိုကျွမ်းကျင်စွာစီးပြီးတော့ဆင်းလာခဲ့ပါတယ်တောင်ခြေကိုရောက်တာနဲ့မြင်းဆက်ကြိုးကိုတတ်လိုက်ပါတယ်နေရာကရေဟန်ကြီးတစ်ခုပါပြီးတော့ကြောက်ဆောင်ကြီးတစ်ခုပေါ်မှာအပေါ်အမိုးကြီးနဲ့တွေးလိုက်ရပါတယ်ချူလူလူကြောက်စစ်ရေဟန်ကြီးပဲသွားပြီးတော့တောက်လိုက်မင်းနွမ်းသမျှတွေကိုပြေရော့သွားမယ်ဂျိုးကြနီပြောသလိုပါကြောက်စစ်ရေဟန်ထဲမှာရေကိုလက်ကုပ်ကလေးနဲ့ယူတော့လိုက်တာနဲ့ရင်ကိုအေးမြသွားပါတယ်ပြီးတဲ့အခါမှာမျက်နှာတည်းကိုလက်တန့်စင်ပြီးတော့ကြောက်ဆောင်ကြီးအောက်သို့ပြန်ဝင်လာပါတယ်ကြော့မင်းဘိုက်စာနေရောပေါ့စားလိုက်ဂျိုးကြနီငါပြောဘက်နဲ့ထုတ်ထားတဲ့အထုပ်ကလေးကိုလှမ်းပြီးတော့ပေးလိုက်ပါတယ်ချူလူလူဘဝမှာအခုလိုငါပြောဘက်နဲ့စားတော့ရသည်မှာပထမအဆုံးဖြစ်ပြီးတော့စားရမှာကိုမဝင့်ပါချွေလင်မန်းငွေလင်မန်းနဲ့အဲ့မခံနိုင်တာစိတ်မကောင်းပါဘူးချူလူလူရုံးမနေပါနဲ့စားစရာရှိတာစားပါချူလူလူမစားဘဲနေလေတော့အားပြတ်ပြီးတော့ငတ်ယုံရှိမှာမို့ရွေးချယ်မနေတော့ပဲအထုပ်ကလေးကိုဖြည့်ကြည့်လိုက်ရာကောင်းချင်းနဲ့ငချောက်ဖုတ်လေးပါတကယ်ဆိုချူလူလူအိမ်မှာမွေးထားသောခွေးကိုတော့မှဒီလိုအစားအသောက်မျိုးမကြွေးခဲ့ပါဒါပေမဲ့အခုတော့ချူလူလူစားရမှာဖြစ်တာကြောင့်မျက်ရည်ပင်ကြားမိလေးပါတယ်မင်းတို့လိုလူဒန်းစားတွေအတွက်တော့ကောင်းချင်းနဲ့ငချောက်ဖုတ်ဟာခွေးစားတော့မကောင်းမိမဲ့ငါတို့လိုလူဒန်းစားတွေအတွက်တော့အကောင်းဆုံးအာဟာရတစ်ခုပဲငါဘက်ကမင်းကိုကျွေးနိုင်တာဒီလောက်ပဲရှိပါတယ်အားပြတ်မတော့စားနိုင်တယ်လို့စားပါချူလူလူဗိုက်စာနေတာကြောင့်စားနိုင်တယ်လို့စားမယ်ဆိုပြီးတော့ကောင်းချင်းလေးကိုစုပ်ကင်ကစားလိုက်ပါတော့တယ်တလုံးတစ်စုပ်ပဲစားလို့ရမယ်ထင်ထားတဲ့ချူလူလူမှာပါဇက်မှာစားကောင်းပြီးတော့ခဏလေးနဲ့ကုံသွားလေးပါတယ်ချူလူလူစားတာမဟုတ်ပါရိုးချနေကတော့သူ့အထုပ်ကိုမစားသေးပဲနဲ့ချူလူလူစားတာကိုပဲကြည့်နေမိပါတယ်ရှင်ကမစားဘူးလားရော့စားလိုက်ပါဦးငါရေသွားခံအောင်မယ်ရိုးချနေသူ့အထုပ်လေးကိုပေးပြီးတော့ရေဘူးလေးနဲ့ရေသွားပြီးတော့ခတ်လိုက်ပါတယ်ချူလူလူကတော့သူ့ကိုယ်သူပြန်ကြည့်ပြီးတော့ရှက်နေမိပါတယ်တထေးသမီးတူဒေါက်တာမတူရဲ့ဘဝနဲ့ဘာမှမသက်ဆိုင်နေတယ်လို့ပါရော့ရေတောက်လိုက်အောင်ဒီကနေနေအေးမှသွားမယ်မင်းကိုမြင်ရတာစိတ်ပင်ပန်းနေရှင်းနောက်ကိုလိုက်လာမဲ့သူတွေမိသွားမအောင်မစိုးရင်ဘူးလားသူတို့တွေမိအောင်လိုက်လာနိုင်မယ်လို့မင်းထင်နေတယ်မဟုတ်လားထင်ုံနေမကဘူးယုံကြည်နေတာစောနန်းချူလူလူမင်းထင်တယ်လို့သတို့သမီးဝစ်ဆောင်ကရင်ထိုးနှင်းစီပွင့်လေးတွေကိုချပေးခဲ့တာငါမသိဘူးလို့မင်းကထင်နေတာ哦အနမ်းအိမ်မှာမင်းတို့သမီးဝတ်ဆောင်ကြီးကိုအိမ်ရှိခန်းမှာတင်ထားခဲ့တာလေငါသိပါတယ်အနမ်းဟာရိုးသားတယ်ဒါပေမဲ့တစ္ဆာရှိတဲ့လူမျိုးငါနေရာကိုဘယ်တော့မှပြောမှာမဟုတ်ဘူး
နောက်ကလိုက်လာတဲ့သူတွေဘလောက်တော်တယ်လဲဆိုတာကိုစောင့်ကြည့်ရတာပေါ့လေကဲမင်းအိတ်ချင်တဲ့ဆန္ဒရှင်မိလိုက်ပါတိုက်ခတ်လာတဲ့လေပြင်းကြီးကြောင့်မျက်နှာမှာကျိန်းဆက်ဆက်ဖြစ်သွားပြီးတော့မင်းမျက်လုံးမဖွင့်နဲ့ရော့ခေါင်းကိုခြုံထားလိုက်ချူလူလူရှိမှတော့ဂျိုးကြနေထိုင်ပြီးတော့လေကိုတားပေးထားပါတယ်လေကကြောက်တောင်နေရတွေကိုထိတွေ့နေတဲ့သည်မိုးရေပက်ဖြန်းနေသလားထင်မှတ်ရပါတယ်တော်တော်ကြာတဲ့အထိတိုက်ခတ်ပြီးမှရက်သွားလေပါတယ်ရပြီဖွင့်လိုက်တော့ချူလူလူကိုပေါ်မှာရောဘေးဘက်တွေမှာပါတဲနီတွေကိုမြင်တွေ့လိုက်ရပါတယ်တဲနီလေးပွေတိုက်တာပါရှင်မြင့်လဲနေတယ်ရိုးကြနေလို့စီးလာတဲ့မြင်းကြီးမှာတဲနီလေးပွေတန်းကြောင့်မြေပြင်မှာခွေလဲနေပါတယ်ရိုးကြနေမြင်းကြီးစီသို့သွားတော့မှသူ့ကြောပြင်ကိုကြည့်မိပါတယ်ချူလူလူကိုလေကွယ်ပေးထားတဲ့သူ့ကြောပြင်မှာတဲတွေကြောင့်ညိုမဲနေပါတယ်သူဝေထားတဲ့အင်ကြီးကိုချွတ်ပြီးတော့ချူလူလူခေါင်းပိုင်းကိုခြုံပေးထားတာကြောင့်အခုလိုကြောပြင်မှာညိုမဲရခြင်းဖြစ်သည်ကိုတော့စိတ်မကောင်းဖြစ်ပေမဲ့သူခေါ်လာတာပဲသူကာကွယ်ပေးရမှာပေါ့ရိုးကြနေမြင်းကြီးကိုကြောက်စိတ်အိုင်ထဲမှာရေနှင့်ပုတ်သက်ဆေးကြောပေးပြီးတော့ကြောက်ဆောင်အောက်ကိုပြန်ဝင်လာပါတယ်မြင်းနဲ့တော့သွားလို့မရတော့ဘူးခြေလျင်ဘက်သွားတော့မယ်ဒီကောင်ကြီးကိုရွာထိခေါ်သွားပြီးတော့ပို့ခိုင်းလိုက်တော့မယ်ရှင်ကျမကိုခေါ်သွားမယ်ရွာဝေးသေးလားမြင်းနဲ့ဆိုရင်၄နာရီလောက်တော့သွားရမယ်ငါတို့ညနေဆောင်လောက်သွားရင်ရွာကိုမှောင်စပြူလောက်မှရောက်နိုင်တယ်ခြေလင်သွားရင်ဒီလောက်ခီးချမ်းကြီးကိုကျမဘယ်လိုသွားရမလဲရှင်ညှင်းဆဲပြီးတော့တတ်မနေနဲ့ရှင်တနန်းနဲ့တစ်ချက်တည်းအပြစ်ခံပြီးသေးတာမှကောင်းမယ်မင်းဘာလို့တေချင်တဲ့စကားတွေကိုပြောနေရလဲမင်းကငါတတ်ဖို့ခေါ်လာတာမဟုတ်ဘူးဘာတော့မှမဟုတ်ဘဲနဲ့ပါလာရတာပို့ပြီးတော့ခံပြင်းမှုကောင်းနေရှင်ကျမကိုကပ္ပတစ်ဖက်ဆုံးအများခေါ်သွားအောင်မလားငါခေါ်သွားမယ့်နေရာကိုနောက်ကလိုက်ကြမဲ့သူတွေတနေ့တော့တိကိုသိစေရမယ်မင်းလမ်းမလျှောက်ရပါဘူးတွေးပြီးတော့စိတ်ဓာတ်မကြပါနဲ့ရှင်ဂုံပိုးပြီးတော့ခေါ်သွားမလို့လားမင်းလိုက်ချင်ခေါ်ရမှာပေါ့ရှင်နဲ့ပပူကက်ကက်လိုက်ရမှာကိုစိတ်ပြက်တယ်လမ်းပဲလျှောက်ပြရစီတော့သဘောကျဖို့ကောင်းပါလေမင်းတို့ဘဝမှာငွေကြေးတနာဂုံရှိတဲ့သူမှလူလို့ထင်တာကိုငါတို့လူကြောမွဲလူတန်းစားတွေကိုမင်းတို့ကကြေးကြုံတွေလောက်ပဲတတ်မှတ်ထားတာပဲစောနန်းချူလူလူရဲ့ချူလူလူအနေနဲ့ဂျိုးကြနီကိုအမြင်ကက်ကက်နှစ်သာပြောလိုက်ခြင်းဖြစ်ပြီးတော့ဂျိုးကြနီပြောသလိုလူသန်းစားခွဲခြားဆက်ဆံတတ်သောစိတ်ဓာတ်ချူလူလူမှမရှိခဲ့ပါဆရာဝန်အလောက်တောင်ဝင်ကိုတော့မြို့စည်းရုံတွေမှမလျှောက်ဘဲနဲ့မဖွင့်ဖြိုးတဲ့ဒေသတွေကိုတမင်ရွေးပြီးတော့ချောက်ခဲ့သူဖြစ်ပါတယ်ဒါပေမဲ့သူ့ဖခင်နဲ့မိခင်တွေကတော့ဒနာကိုမောင်းမာသူများဖြစ်ကြပါတယ်ခွေးတဲ့ကောင်ကြီးအော်ညီးတန်လိုကြားလိုက်ရတာကြောင့်မင်းဒီမာနေကိုငါရှာလိုက်အောင်မယ်ကျမပါလိုက်မယ်သဘောပဲချူလူလူတယောက်တည်းနေခဲ့ရမှာကိုစိတ်ထဲမှာမလုံးတလို့ဖြစ်နေတာကြောင့်ဂျိုးကြနေနောက်ကနေလိုက်ခဲ့ပါတယ်ခွေးကြီးတန်ကိုကြားနေရပြီးတော့အကောင်ကိုရှာမတွေ့ပါအတန်ကဒီနားကကြားနေရသလိုပဲနော်ချူလူလူပါရော့ပြီးတော့ခွေးကိုရှာနေမိပါတယ်စိတ်ထဲမှာတော့ဂျိုးကြနေဖမ်းဆီးလာတာကိုခဏမေ့သွားတယ်လို့ပါတပင်ပိုင်းပြက်ချောက်ကြီးတဲ့ကိုတဲတွေဖုံးပြီးတော့ထိုထဲမှာထွက်ပေါ်နေတဲ့အတန်ပင်ဖြစ်ပါတယ်နေဘူးတယ်ဟိုအရေးအောက်ကနေသွားပြီးတော့ရက်နေပါချူလူလူကိုသွားခိုင်းပြီးတော့ရိုးချနေတစ်ကိုင်းချောက်ကြီးပြီးမှတဲမြောက်ကိုဖဲထုတ်နေလိုက်ပါတယ်နေဘူးထဲမှာချွေးတန်ရွှဲရွှဲဖြစ်လောက်ကန်နေတာကိုကြည့်ပြီးတော့ဘလို့လူစားလဲမသိဘူးနေပူတာကိုလာတာတယ်များမှတ်နေသလားမသိဘူးတဲတွေတော်တော်များများကိုဖဲထုတ်ပြီးတာနဲ့ခွေးဖြူလေးတစ်ကောင်ကိုတော့တစ်ပိုင်းဖြတ်ကြီးအခေါင်းထဲမှာဆွဲထုတ်လိုက်ပါတယ်ခွေးဖြူပူကလေးဖြစ်ပါတယ်ချစ်စရာလေးနော်ဒီခွေးကိုတိုးထိန်ခွေးလို့ခေါ်ကြတယ်ဟိုးအရင်ကတိုးချောင်းသူတွေမွေးကြတာပိုင်ရှင်ရှိမှာပေါ့ပြောလို့မရဘူးတောထဲမှာနေတဲ့ခွေးလည်းဖြစ်နိုင်တယ်ကဲပုတ်ကိုမင်းကိုကယ်ပြီးသွားပြီ
သွားလို့ရအောင်သွားတော့ခွေးဖြူလေးမှအမိကလေးကိုလှုပ်ပြီးတော့ချူလူလူနားကိုဝင်ကပ်နေပါသေးတယ်လူနဲ့နီနီကက်ကက်နေဦးတဲ့ခွေးနဲ့တူတယ်ရှင်ခေါ်သွားလို့မရဘူးလားသူလိုက်ချင်လိုက်ခဲ့မှာပေါ့ကြောက်ဆောင်အောင်မှာချူလူလူအတွက်တိုးထိန်ခွေးလေးနဲ့အဖော်ရပါတော့တယ်ငကိုကလေးကခွေးချစ်တတ်တဲ့ချူလူလူအတွက်အဆင်ပြေသွားပါတယ်ဂျိုးကြနီကြောပြင်မှာတော့သွေးစာလေးများကိုတွေးလိုက်ရပါတယ်ရှင်ကျောမှာသွေးစာတွေထွက်နေပြီတဲစာတွေချပြီးတော့ပေါက်နေတာဖြစ်မှာပေါ့ရေအေးနဲ့စီးလိုက်ပါလားနေပါစီတော့ဒီထံဟာလောက်ကတော့ဘာမှမဖြစ်တော့ပါဘူးမသေးလဲမသေးနိုင်ပါဘူးရှင်သေးလို့မဖြစ်ပါဘူးမင်းစိုးရိမ်ပေးတာတော့မဟုတ်ပါဘူးနော်ရှင်ကိုစိုးရိမ်ပေးရတဲ့အကြောင်းတစ်ခုမှမရှိဘူးရှင်သေးလို့မဖြစ်ဘူးဆိုတာအခုနေရှင်သေးသွားရင်ကျမတယောက်တည်းဘယ်သွားလို့ဘာလုပ်ရမလဲမသိဖြစ်နေမှာဆိုလို့ပြောနေတာရှင်မရဲပါနဲ့လောက်ပြန်ပြီမင်းစီကရေမောခွင့်လိုင်းစင်ယူရမယ်ဂိမ်းတော်စိုက်နေပြီမင်းနဲ့ငါအပေးယူတစ်ခုလောက်ကြရင်ကောင်းမယ်ဘာအပေးယူလဲပြောကြည့်ပါဦးမင်းကငါရီတာမကြိုက်တယ်လို့ငါကလည်းမင်းမျက်ရင်ကြတာမမြင်ချင်ဘူးချင်းနောက်ကိုပျော်ပျော်ရွှင်ရွှင်နဲ့လိုက်ရမယ်သဘောပေါ့မင်းငါ့ကိုနာကြီးမုန်းတိနိုင်တယ်ဒါပေမဲ့မင်းမျက်ရင်မကြပါနဲ့ရှင်မရေမောရင်ကျမမျက်ရင်မကြောက်အပေးယူသဘောတူညီမှုရသွားပြီနော်အခုတော့ခွင့်ပြုပါဘာလို့လဲပြုံးခွင့်လေးတော့ပေးပါရှင်ပြုံးနိုင်ပါတယ်ရှင်ပြုံးနိုင်ပါတယ်ဒါပေမဲ့ငါအနိုင်ယူရတယ်ဆိုတဲ့သဘောမျိုးတော့မပြုံးမိပါစေနဲ့ရိုးကြနေကောင်းပါပြီဒေါ်စောနန်းချူလူလူတယောက်နဲ့တယောက်တော့အသက်ချင်းတိတ်กว่าပုံမပေါက်ပါကြောက်ဆောင်ထဲမှာညနေဆောင်တဲ့အထိနောက်တဲ့စကားတွေမပြောမိကြပဲနဲ့ချူလူလူကသာခွေးဖြူလေးနဲ့စကားပြောနေပါတယ်သွားကြရအောင်ရှင်သွားမယ်ဆိုရင်ကျမမလိုက်ဘူးပြောလို့မှမရတာရိုးကြနေကတော့မြင်းကိုတပ်ပင်မှဖြုတ်ယူလာပြီးတော့မင်းမြင်းပေါ်တက်မြင်းကအစည်းလို့မရဘူးဆိုသူ့ကိုစီးပြီးသွားလို့မရတာမင်းတယောက်လောက်ကတော့သူ့ကြောပေါ်မှာတင်ပြီးတော့ခေါ်နိုင်ပါတယ်ဟိုခွေးလေးရအောင်သူကငါနဲ့အတူခြေလင်ပဲပေါ့ချူလူလူရဲ့ခါးကလေးကိုကင်ပြီးတော့မြင်းပေါ်ကိုတင်ပေးလိုက်ပါတယ်သူမဘဝမှာဒဇိမ်းယောက်ျားလေးတယောက်ဤကင်တွယ်မှုဖတ်တွယ်မှုနီးကပ်စွာနေထိုင်မှုတို့သည်ရိုးကြအနေနဲ့ပထမဦးဆုံးလို့ဆိုရပါမယ်ညနေခင်းလေးပြေကလေးတွေဟာတနေ့လုံးပူလောင်ခြင်းတွေကိုတော့ပြောင်းလဲပေးလိုက်တယ်လို့မြင်းပေါ်မှာခရီးတော်တော်ဝေးကိုလိုက်ပါလာရင်းနဲ့စိတ်ထဲမှာအားနာတယ်လို့ဖြစ်မိလာပါတယ်ဘာလို့အားနာရမှာလဲသူကဖမ်းလာတဲ့သူပဲတနာစရာအားနာစရာမလိုမစင်ဘူးမင်းပါဇက်ကပွားစီနဲ့ငါ့ကိုမေတ္တာပို့နေရလားဟုတ်တယ်လူတစ်ယောက်နဲ့တစ်ယောက်ဆုံနေဆိုတာရှေ့ရဆက်မပါဘဲနဲ့မဆုံကြပါဘူးရှင့်လိုလူနဲ့ရေဆက်ပါခဲ့ရင်အာကုသူရေဆက်ကြောင်ပဲဖြစ်မယ်အင်းလေမင်းမုံတီးမယ်ဆိုလေမုံတီးတင်ပါလေမင်းရဲ့မင်္ဂလာဥညာလေးကိုငါကဖျက်လိုက်တာဟုတ်ရှင်ဝတ်လိုက်မှာမကြောက်ဘူးလားငါအတွက်ဝတ်လေစရာမှမရှိတာငါဆိုတဲ့ကောင်တွေဘဝအဖို့ဆိုတာမရှိဘူးဒါကြောင့်ပဲရှင်ဟာနှလုံးသားမဲတဲ့အလုပ်တွေကိုလုပ်ခဲ့တာပေါ့ကျုံးပါလေမင်းဆွဆွဲချက်ကတိတ်ကိုပြင်းထန်နေကြပါတယ်ကွာမင်းတတ်မှတ်တယ်လို့ပဲထားလိုက်ပါတော့ရှင်ကျမကိုဘာကြောင့်ဖမ်းလာတယ်လဲဆိုတာကိုပြောပြပါခီးဆုံးတဲ့နေရာကိုရောက်တဲ့အခါသိစေရမယ်ရှင်စိတ်ရောဂါတဲ့တော့မဟုတ်ပါဘူးနော်ချူလူလူစကားကိုတော့ဂျိုးကြနေတုတ်ပြန်ခြင်းမပြုတ်ပဲနဲ့ကပ်ပြုံးပြုံးလေးနဲ့ကြည့်လို့နေပါလေညနေစည်းစာအိုကလေးတီတဖြည်းဖြည်းနဲ့အသွင်ပြောင်းလာလေးပါပြီခွေးဖြူကလေးမှခြေတို့ပြေးသွားပြီးတော့စောင့်နေလိုက်အနောက်ကနေပြေးလိုက်လာလိုက်နဲ့ပျော်ရွှင်နေပုံပေါက်ပါလေချူလူလူတို့နဲ့စုံစည်းဖို့ရေဆက်ပါလာသူတွေမှာခွေးဖြူလေးတဲ့ပါဝင်တယ်လို့ပါနေကြီးအလင်းရောင်လုံးလုံးပျောက်ွယ်သွားတာနဲ့အမှောင်တို့မှာစိုးမိုးလာပါပြီသွားနေတော့လမ်းတစ်လျှောက်မှာတစ်ပင်ကြီးတွေကိုမတွေ့ရပင်နဲ့ဂန္ဓာရလမ်းတစ်ခုကိုသွားရသည်နှင့်တူးလို့နေပါလေ
ကြောက်တန်းကြီးတွေကြောက်တော်ငူကြီးတွေကုန်းမြင့်ကြီးတွေကိုသာဖြတ်သန်းသွားနေရပါတယ်ဟေးအေးစိမ်နေပါလားအရှိစီမှာတိုးဝေးလာတဲ့လေကြောင့်အေးစိမ်၍သွားပါတော့တယ်သူမတို့လာခဲ့ကြတဲ့အချိန်ကိုတွက်ဆကြည့်မယ်ဆိုရင်၄နာရီနီးပါးလောက်ရှိနေပါပြီတစ်ချက်လေးမှနားခဲ့ခြင်းမရှိသေးပါချူလူလူကတော့မြင်းပေါ်ကနေလိုက်ပါလာခဲ့သူဆိုတော့ညောင်းညခြင်းမရှိတာတော့တင်ပါးတွေပူနေလေးပါပြီမြင်းကိုဆွဲပြီးတော့သွားနေတဲ့ရိုးကြနေဆိုရင်တော့အတော်လေးကိုပင်ပန်းနေမှာပဲဟုတွေးမိပေမဲ့သူ့ကိုတနာဖို့မလိုဘူးခွေးဖြူလေးပဲတနာမယ်ချူလူလူအတွက်ပြဿနာကတော့ဗိုက်ဆာလာခြင်းဖြစ်ပါတယ်နေလေစာစားထားသူတောင်စောက်လောင်နေရင်တော့ရိုးကြနေဘယ်လိုနေမလဲဟိုသူ့အเจ้าကိုခေါင်းထဲထည့်စရာမလိုဘူးစာယုံမကားလို့လဲပြီးတည်တည်အဲသူသေးလို့မဖြစ်သေးဘူးအခုချိန်သူသေးသွားရင်ဒီအမောင်လူကြီးထဲမှာသွေးပြတ်ပြီးတော့သေမှာဟဲရေခဲဆက်တွေများလားကိုပေါ်မှာတင်နေတဲ့ရေဆက်လေးတွေကိုစမ်းကြည့်တော့ရေခဲပွင့်နေလားမှတ်ရပါတယ်ခေါင်းပေါ်မှာဂျိုးကြနေအိမ်လေးကိုတင်ထားတာကြောင့်ရေခဲဆက်တွေခေါင်းပေါ်မရောက်တာတော့အေးဆက်လို့နေပါတယ်လက်ဖျားတွေဆိုရင်တော့ထုံကျင်းနေသလိုတောင်ဖြစ်နေလေးပါတယ်ဂျိုးကြနေမှာသူ့လက်ထဲကဓမင်းတွေထိုးပြီးတော့သွားနေရင်မှထိုးထိုးထောင်ထောင်နဲ့တုတ်တန်လိုလိုနေရာတစ်ခုကိုတွေးလိုက်ရပြီးတော့ဇရက်အိုကြီးတစ်လုံးကိုပါဓမီးအောင်မှာမြင်လိုက်ရပါတယ်ဆက်ပြီးတော့သွားနေရင်ရေခဲတုံးတွေဖြစ်သွားမယ်ဒီဇရက်မှာညှိုက်ကြမယ်စင်းတော့ကျမမစင်ရဘူးလက်ကိုပြီးဒီတစ်ခါချူလူလူကိုယ်တိုင်ကြည်ကြည်ဖြူနဲ့လက်ကိုလှမ်းပြီးတော့ပေးလိုက်ခြင်းပါဒါတင်းချိုင်းကုန်းကြီးလားဟုတ်တယ်မင်းကဖရဲကြောက်တယ်လို့လားချူလူလူဆရာဝန်တဦးသာဖြစ်ပေမဲ့တရတစီကတော့ခက်ကြောက်ကြောက်ပါတိတ်အကြောက်ကြီးတော့လည်းမဟုတ်ပါဒီတင်းချိုင်းဟာတင်းချိုင်းပြက်ကြီးပါဟိုဒုတိယကဘာစစ်လောက်ကရှိခဲ့တာအရင်ကဒီနားမှာရွာတွေရှိတယ်ရာသီဥတုတန်ကြောင့်ရွာပြက်သွားပြီးတော့ကွင်းမြင့်ကြီးတစ်ခုလိုဖြစ်သွားတာဇရက်ပေါ်သူတက်တော့ဇရက်ဟောင်းကြီးဆိုပေမဲ့ပျက်စီးမှုတွေတိတ်ပြီးတော့မရှိလာပါလေကွယ်တဲ့ဘက်မှာနေပါချူလူလူလေကွယ်တဲ့နေရာလေးမှာထိုင်ချရင်နဲ့တိုင်လုံးကြီးကိုမှီနေလိုက်ပါလေမင်းဗိုက်စာနေရောပေါ့ရှင်မေးဖို့တော့မလိုဘူးတနေ့လုံးတစ်ခါပဲစားထားတာပေါ့ရှင်ဒီခီးကိုခေါ်လာမယ်ဆိုရင်ကြိုတင်ပြီးတော့ပြင်ဆင်ထားဖို့ကောင်းတယ်အခုတော့အဆောင်ငတ်ရည်ငန်းနဲ့ခေါ်လာတာတမင်ကြံရွယ်ထားရင်တော့လေရှင်းလက်ထရလူပဲလေချူလူလူတယောက်ဘိုက်ကဆဆဒေါသဖြစ်ဖြစ်နဲ့ပြောချလိုက်ပါလေမင်းတယောက်တည်းနေရဲ့လားမနေရဲဘူးမနေရဲပဲနဲ့ငါကစားတော့ဖို့အတွက်ဘလို့ထွက်ချမလဲဆရာဝန်တယောက်လုံနေပြီးတော့တရေကြောက်ရတယ်လို့ဆရာဝန်ကဆရာဝန်ပဲတရေကြောက်တာပဲဘာမှမဆိုင်ဘူးဟာငါကောင်ဘာတွေ့လာလို့လဲကွာရိုးကြနီဘောင်းမီစာလေးကိုတော့ခွေးဖြူလေးကိုက်ဆွဲပြီးတော့တနေရာကိုခေါ်နေသလိုပါမင်းလိုက်ချင်လိုက်ခဲ့ဇရက်ပေါ်မှာတယောက်တည်းနေရမှာတော့မနေဝင့်တာကြောင့်ချူလူလူပါနောက်ကနေလိုက်ခဲ့ပါတယ်ခွေးဖြူကလေးမှာဘူးပြက်လေးကြားကိုခေါ်သွားပြီးတော့ဘူးတကူရှိမှရက်သွားပါတယ်ကူပြက်ထဲမှာလိမ့်ဆန်တကောင်အတန်းကိုဂျိုးချနီနားဆွန်ပြီးတော့မင်းဓမီကိုဂိုင်းမိထိုးတာရိုးချနီလက်ထဲမှာဓမီနဲ့ထိုးပေးထားလိုက်ပါတယ်ဟဲယုံလေးဘူးပေါက်ထဲမှာယုံလေး၃កောင်ကိုတော့ရိုးချနီဖမ်းယူလိုက်ပါတယ်ကျေးဇူးပဲကွာမင်းသိပ်ပြီးတော့တော်တယ်မင်းအတွက်ညစာရပြီယုံသားစားရတယ်မဟုတ်လားအခုချိန်မှာယုံသားတွေမကောက်ဘူးလူသားပါစားရတယ်မင်းကိုဒီတိုင်းလှုပ်ပြီးထားလို့တော့မရတော့ဘူးငါအသက်အန္တရာယ်ကိုသတိထားတော့မယ်သတိတာထားနေမီးမကင်ဘဲကိုစပစ်လိုက်မယ်ရွာကိုရောက်ရင်တော့နတ်ဆရာနဲ့ပြရမယ်ရှင်ကဘာလို့ကျမကိုနတ်ဆရာနဲ့ပြမှာလဲဘလူးတကောင်များဝင်ပြီးတော့ပုတ်ကန်နေသလားလို့ပါကျမကိုနတ်ဆရာနဲ့မပြခင်ရှင့်စိတ်ယောဂါကိုသာအရင်ပြအောင်ကုဇရက်ပေါ်သူမတက်သေးပဲနဲ့မြေပြင်မှာမိဖို့ကလေးလှုပ်လို့ခင်းချောက်တွေကိုတော့ရိုးကြနီလိုက်လံကောက်နေပါတယ်ချူလူလူဘေးမှာခွေးဖြူကလေးကကပ်ပြီးတော့ထိုင်ဆောင်ပေးပါတယ်
ရုံကလေး3ကောင်ကိုတက်ဖြတ်ပြီးတော့တစ်ကိုင်း6ရှင်နဲ့တစိုးထိုးပြီးတော့မိခင်ပါတော့တယ်တယောက်ကိုတကောင်ထုံးတော့စားရမှာပေါ့မိဖို့လေးကြောင့်အေးတန်လဲတက်တာသွားပါတယ်တိတ်ကြကြမခင်လိုက်ရပါရုံကင်နန်လေးတင်းလာပြီးတော့ဘိုက်ကပို့ပြီးတော့စားလာပါတော့တယ်အေးခံပြီးမှစားနော်ဘလူးစိတ်နဲ့မစားနဲ့ဦးချူလူလူမျက်မှောင်ကျုပ်ပြီးသားကြည့်လိုက်ပါတော့တယ်ချူလူလူအတွက်အတွေ့အကြုံတစ်တွေနဲ့အစားအသောက်အသစ်တွေကိုစားနေရပါပြီစားတော့ပြီးတော့ဇရက်ပေါ်တက်တော့အိတ်ချင်စိတ်ပေါက်လာတာကြောင့်ဘာကုန်းမှနေရာရွေးချယ်ခြင်းမပြုနိုင်တော့ပေရိုးကြနေပါလာတဲ့ကြော်ပွဲအိတ်ကိုခေါင်းပြုတ်ပြီးတော့လှည့်ချလိုက်ပါတယ်ချူလူလူချိန်ဘက်မှာခွေးပြူလေးကဝင်ပြီးတော့ခွေးနေပါတယ်ရိုးကြနေကတော့မအိပ်ဖဲနဲ့မိဖို့လေးလှုပ်ပေးနေပါတယ်လူသူကင်းမဲ့နေတဲ့ဇရက်တစ်ခုပေါ်မှာရိုးကြနေသူမအောင်မကောင်းကြံပါကဘာမှတက်နိုင်မှာမဟုတ်တာကိုတွေးမိတာနဲ့အိတ်ချင်စိတ်ကလေးကပြည့်သလိုဖြစ်သွားရပါတယ်မင်းစိတ်ချစွာနဲ့အိပ်ပါမင်းခန္ဓာကိုကာယကံမြောက်ကျူးလွန်ဖို့မဆိုထားနဲ့စိတ်နဲ့တော့မပြစ်မှာဘူးစိတ်ထဲမှာဖြစ်နေတဲ့တန်စရာစိတ်ကိုဂျိုးချနေသိနေသလိုပြောလိုက်တာကြောင့်အံ့ဩမိပါတယ်ရှင်မကောင်းကြံလေကျမခုခံဖို့အင်အားမရှိပါဘူးအနိုင်ကျင့်မယ်ဆိုလေကျမခံရတော့မှာပေါ့ငါဟာမင်းပေါ်မှာရက်ဆက်တဲ့သူမကောင်းတဲ့သူလူဆိုးတစ်ယောက်လိုမင်းမြင်ကောင်းမြင်နိုင်ပါတယ်ဒါပေမဲ့ငါဟာလူယုံမှတစ်ယောက်တော့မဟုတ်ဘူးမင်းတို့မင်္ဂလာဦးညကိုဖျက်ဆီးခဲ့တဲ့သူဆိုတာမှန်ပေမဲ့သူများစနည်းကိုကြာကူလီရိုက်တဲ့အဆင့်ထိတော့ငါစိတ်တွေမညံ့ပြင်းဘူးရှင်းစကားပြောရင်ကြည့်ပြောပါငါဘာကိုကြည့်ပြောရမှာလဲမင်္ဂလာဦးညပျက်စီးတာတော့မှန်တယ်သူများစနည်းအဆင့်ထိတော့ထည့်ပြီးတော့မပြောနဲ့နောင်လင်ထုံးရမင်္ဂလာဆောင်ခဲ့တာပဲရှိတယ်ဇနီးဘွားအောင်မရောက်သေးဘူးရှင်နားထဲမှာကြားရတာကန့်လန့်မင်းကိုမင်းအပြိုစင်လေးရဲ့ကုံကိုတင်ပြတဲ့သဘောပေါ့ရှင်သိအောင်ရှင်းလင်းနေတာမဟုတ်ဘူးနားထဲမှာကြားရတာမကောင်းလို့ပြောနေတာမင်းကိုနောင်လင်ထူးကတော်တော်လေးကိုချစ်မှာပဲနော်ရှင်သိချင်သူ့ကိုသွားမေးကျမမသိဘူးကိုတစ်သက်လုံးပေါင်းသိနေထိုင်ရမယ့်သူရဲ့ချစ်ချင်းတရားကိုမသိဘူးဆိုတာတော့မဖြစ်နိုင်ပါဘူးရှင်ဒါကိုသိတော့ရောဘာလို့မလို့လဲကိုနဲ့မဆိုင်တော့မမေးနဲ့ငါနဲ့သက်ဆိုင်နေနောင်လင်ထူးမင်းကိုဘလောက်ချစ်တယ်မချစ်ဘူးဆိုတာဟာအခုမင်းကိုခေါ်လာတဲ့အကြောင်းထဲမှာပါဝင်ပတ်သက်နေတယ်ဒေါ်စောနန်းကျူလူလူဟုတ်ကဲ့ပါခင်ဗျာတာရီသူရှေ့ဘဝင်ရေးသားထားတဲ့အဖြူအောင်ကလေးစားဆိုတဲ့ဇလန်းလေးရဲ့အပိုင်းတွေကတော့ဒီညမှာတင်ပြီးဆုံးလို့တော့ပါပြီနောက်ရဲ့ညမှာတင်ကြံရှိနေတဲ့ဇသိမ်းပန်းကိုဆက်လက်တင်ဆက်ပေးမှာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ channel လေးကိုစောင့်မျှော်အားပေးကြပါအောင်ခင်ဗျာ